ต้องไปเสียบ่ลงไปไล่ต้องฟังเด้โอเคคำโอเคထလာခဲ့ကြပါအောင်နော်အားလုံးကရုပ်ကိုကြည့်တဲ့အခါမှာ30အထက်ဘယ်သူမှရှိမယ်လို့မထင်ဘူးကျမကပေါ့နော်30အောက်တွေပဲနော်ထလာရအောင်လူငယ်ချိန်မှာပေါ့နော်ကျမတို့ကဖျားရှင်ကိုဒီလိုကွာအားရပါရချီးမွမ်းဖို့ရဖြစ်တယ်အာမင်โอเคအရင်ဆုံးတတနဲ့ချိန်နိုင်စက္ကန့်နိုင်အောင်ကိုရရှင်ဖဖျားကိုရဲ့ကျေးဇူးတော်နာမတော်ကိုချီးမွမ်းပါတယ်ဟာလေလုယာရှာရာပါဝိညာဉ်တော်ဖဖျားကိုခေါ်ဖေးပါ၏ဝိညာဉ်တော်ဖဖျားတသမီးတော်လေ၌နေရာယူလဲတသမီးတော်ရောက်စီတိုင်းကိုဝိညာဉ်တော်စကားပြောတော်မူပါချီးမွမ်းကိုခွဲခြင်းလဲတိုင်းဝိညာဉ်တော်နေရာယူတော်မူပါချီးမွမ်းခြင်းလဲတိုင်းကိုရရှင်လှုပ်ရှားတော်မူပါကိုရရှင်လှုပ်တော်မူပါမကြမ်းပါတဲ့သူများကြမ်းပါခြင်းအိုစိတ်ဝေဒနာခံစားရတဲ့သူများကြမ်းပါခြင်းကိုရရှင်ရဲ့သူထင်ခြင်းတဖန်ခံစားရတော်ခုများကိုရရှင်ဖဖျားပေးသနာတော်မူပါကိုရကိုချီးမွမ်းတဲ့အခါမှာလဲကိုရရှင်ကြိုက်နေတဲ့တော်ချီးမွမ်းခြင်းရှင်များကိုရရှင်ဖဖျားဖြစ်စေတော်မူပါတတနဲ့ချိန်တိုင်းများကိုယေရှုနာမနဲ့ဆုတောင်းနေစက္ကန့်နဲ့ပါ၏အာမင်ဟာလေလုယာဆိုပြီးတော့30သူတို့ကကြွေးကြော်ရအောင်1 2 3ဟာလေလုယာအာမင်ဒီကနေ့ကျွန်တော်ကျမတို့ရဲ့ပြည့်တွေအားလုံးကိုယူဆောင်တော်တဲ့ထိုယေရှုနာမတော်ကိုသူတို့ကချီးမွမ်းရအောင်အာမင်ထိုသခင်နာမတော်ကိုသူတို့ကချီးမွမ်းရင်းနဲ့ထံတော်သို့တိုးဝင်ရအောင်
ရှင်ကိုကိုယေရှုတင်ပါ၏ဟာလေလုယာဟာလေလုယာဒီကနေ့ကျွန်တော်တို့လွတ်မြောက်ခြင်းရတာထိုယေရှုကြောင့်သာဖြစ်တယ်ဟာလေလုယာဒီကနေ့ကျွန်တော်တို့ဝမ်းမြောက်ခြင်းခံစားရတာထိုယေရှုကြောင့်သာဖြစ်တယ်ဟိုးဟာလေလုယာချီးမွမ်းခြင်းကိုခံထားတဲ့ရှင်ကိုရောကိုချီးမွမ်းပါ၏ကိုရောကိုကိုးကွယ်ချပါ၏ကိုရောဟာလေလုယာဒီကနေ့ကျွန်တော်တို့တစ်ခေါက်ဒီနေ့ဖျားရှက်ကောင်းမဲ့ခြင်းအကြောင်းကိုစင်ချောင်းမင်းရင်းနဲ့တစ်ခေါက်အော်လေဒီနေ့ကျွန်တော်တို့ရဲ့အတန်ကိုဖျားရှင်ကကြားမှာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်တစ်ခေါက်ကျွန်တော်တို့လိုအပ်တဲ့လိုချင်တဲ့တောင်းတတဲ့အရာများကိုမျက်မှောက်ပြုလက်တစ်ခါတူတကွာအော်ရအောင်1 2 3 wow Hallelujah. Hallelujah. Lunere matanai do yamya wingendo masate. Hallelujah. Shara ba 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 ba. Tanai do yamya wingendo masate. Amen. Tanai do yamya wingendo
shadow night wing in the maintain night I'm Shiba born at this
ကျွန်တော်ကျမတို့လည်းမကိုရရှင်လုံးလုံးနေတာဖြစ်တယ်ဒီနေ့တင်ငယ်သောသူများအတွက်ဒီကနေ့ယေရှုကသင်နာမရှိတာဖြစ်တယ်အားငယ်သောသူများအတွက်ယေရှုကသင်နာမရှိတာဖြစ်တယ်ဒီကနေ့ကျွန်တော်ကျမတို့ထိုးဝင်တော်ဖျားကိုကျွန်တော်ကျမတို့ခေါ်ဖေးလို့ရတာဖြစ်တယ်ဟာလေလုယာဝိညာဉ်တော်ဖဖျားကလည်းကျွန်တော်ကျမတို့နဲ့အမြဲတမ်းအစဉ်သင်သူပါရှိတော်မူသောဖျားဖြစ်တယ်အာမင်ဝိညာဉ်တော်ဖဖျားကိုခေါ်ဖေးပါယေရှုကိုခေါ်ဖေးပါဟာလေလုယာဟာလေလုယာအိုရာပါ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 မချမ်းမတော်သူများကိုကိုရရှင်ဖဖျားချမ်းမခြင်းပေးတော်မူပါဒီကြံစံလက်မျောလင်းခြင်းပဲနေတော့တငယ်ချင်းများရောက်စီတိုင်းပေါ်နိုင်ကိုရောရဲ့ငြိမ်သက်ခြင်းကိုရောရဲ့ချစ်ခြင်းမေတ္တာတက်ရောက်စေတော်မူပါအာမင်ကိုရောကိုနေရာပေးပါ၏ကိုရောကိုလိုအပ်ပါ၏ကိုရောကိုခေါ်ဖေးပါ၏ကိုရောသားလည်းကျွန်တော်ကျမတို့ရဲ့အကောင်းဆုံးသောဖျားဖြစ်တဲ့ကိုရောသားလည်းကျွန်တော်ကျမတို့ရဲ့အကောင်းဆုံးသောမိတ်ဆွေဖြစ်တဲ့အကောင်းဆုံးသောတငယ်ချင်းဖြစ်တဲ့အကောင်းဆုံးသောဖခင်ဖြစ်တဲ့အကောင်းဆုံးသောမိခင်ဖြစ်တဲ့ကိုရောဟာလေလုယာကိုရောကိုခေါ်ဖေးပါ၏ကိုရောကိုခေါ်ဖေးပါ၏ကိုရောကိုနေရာပေးပါ၏ဟာလေလုယာအိုရာပါ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 အိုရာပါ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 အိုတရှင်တော်ရင်တော်ဖဖျားကိုရောကိုကျေးဇူးတင်ပါ၏မတန်နိုင်သောယာ၌မဆာရမတော်ဖာကိုရောကိုကျေးဇူးတင်ပါ၏မတင်နာမလေသောယာ၌ပင်ဖွင့်ပြလေလမ်းပြတော်မူသောဖဖျားကိုရောကိုကျေးဇူးတင်ပါ၏ကိုရောကိုတာရဲ့လိုအပ်ပါ၏ကိုရောကိုတာရဲ့လိုချင်ပါ၏ဟာလေလုယာကိုရောရှင်ဖဖျားဒီကနေ့ကျွန်တော်ကျမတို့အသက်တာထဲမှာအစဉ်အမြဲလမ်းပြတော်မူပါအစဉ်အမြဲပို့ဆောင်တော်မူပါအစဉ်အမြဲကိုရှင်ဖဖျားသူပါရှိတော်မူပါဟိုဟာလေလုယာကိုကိုကျေးဇူးတင်ပါ၏ရှင်မကိုကိုချင်းအလဲ၌သူပါရှိတော်မူသောဝိညာဉ်တော်ဖဖျားကိုကိုကျေးဇူးတင်တယ်ကိုရမေမောက်တော်တို့သူဝင်ချင်းကလက်ကိုရမျက်နှာသားကိုရှားကြတဲ့အယောက်စီတိုင်းတက်တာကိုကိုရှင်ဖဖျားကောင်းချီးပေးတော်မူပါဒီကနေ့ဒီနေရာကိုရောက်ရှိခြင်းအဖြစ်အချင်းနဲ့တသက်မဟုတ်ပဲနဲ့ကိုရောရဲ့တွေ့ထီသောနေရာကိုရောရဲ့စကားတန်ကိုကြားရသောနေရာအိုကိုရောရဲ့တူထီခြင်းကိုခံစားရသောနေရာကိုရောရှင်ဖဖျားဖြစ်စေတော်မူပါမကြမ်းပါတဲ့သူများကိုကြမ်းမခြင်းများပေးသနာတော်မူပါကိုရောဒီကနေ့သူပါရှိတဲ့ကောင်းချီးပေးတော်မူပါဒီကနေ့ကြားနာရမယ့်နှုတ်ကပတ်တော်အဖြစ်ရောက်စီတိုင်းကိုစကားပြောတော်မူပါဟာလေလုယာကိုကိုကျေးဇူးတင်တဲ့ကျမ်းရှိသောအချိန်တိုင်းများမှာလည်းခရစ်ယာန်ဆက်လက်ပို့ဆောင်ကောင်းချီးပေးပါမည်အကြောင်းတတနဲ့ချိန်တိုင်းများအတွက်ကျေးဇူးတော်ကိုချီးမွမ်းရင်းနဲ့ယေရှုနာမ၌ဆုတောင်းစကားနံပါ၏အာမင်哈利路亚，阿龙表家啦，ဖျားရှင်ဝတ်ပြုကူကိုချင်းရချင်းလည်းဖျားရဲ့အလိုတော်ပဲဖြစ်ပါတယ်ဒီနေ့ရောက်ရှိလာတော့သာသမီရောက်ရှိတိုင်းဖျားရှင်ကောင်းချီးပေးပါစေဟာလေလုယာကျွန်တော်ကျမ်းပတ်တပိုက်ကိုဖတ်ချင်ပါတယ်စာလံအခန်းကြီး1အခန်းငယ်2မှာထဝရဖျားရဲ့တရားတော်၌မှုလျော်သောနိထဝရဖျားရဲ့တရားတော်၌မှုလျော်သောသူတွေတရားတော်ကိုနေ့ရှင်နေ့ညမပြတ်စင်ကြယ်အောက်မိတော်သူတွေမင်္ဂလာရှိဟာလေလုယာအားလုံးမင်္ဂလာရှိတော်သူဖြစ်ပါတယ်ကျွန်တော်တို့ဒီနေရာမှာဖျားဝတ်ပြုရခြင်းဟာလည်းဖျားရဲ့ကောင်းချီးပြီးလို့မင်္ဂလာခံစားလို့ကျွန်တော်တို့ဒီနေရာကိုရောက်လာခြင်းဖြစ်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်တို့အရောက်ရှိတဲ့ပေါ်မှာကျွန်တော်တို့ဖခင်ရဲ့ကောင်းမြတ်ခြင်းကိုကြွေးကြော်ရအောင်နော်ကျွန်တော်တို့ကျဲမှာချင်းပြီးလို့ကျွန်တော်တို့လုံငန်းကန်းဆဆရာရာကိုအောင်မြင်ခွင့်ပြီးလို့ကျွန်တော်တို့အိန္ဒိယကိုရောက်လာခြင်းဖြစ်ပါတယ်လို့ကျွန်တော်တို့ဖခင်ရှင်ကောင်းမြတ်ပါတယ်ကျွန်တော်မတို့အပေါ်မှာဆိုပြီးတော့တန်ကျဲနဲ့အာရပါရဖခင်ကိုချီးမွမ်းရအောင်နော်1 2 3ဖခင်ရှင်ကောင်းမြတ်ပါတယ်ကျွန်တော်တို့ပေါ်မှာဖခင်ရှင်ကောင်းမြတ်ပါတယ်ကျွန်တော်ပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်ပေါ်မှာအာမင်ဖျားကို
ကျွန်တော်နောက်တစ်ခါဖခင်ကောင်းမြတ်ခြင်းကိုကြွကြော်ရအောင်ဖခင်ရှင်ကကောင်းချီးပြီးလို့ကျွန်တော်တို့ဒီအတင်းတော်ကိုရက်စီအတင်းတော်ကို14နှစ်ပြည့်ရောက်လာတော့မှဖြစ်ပါတယ်ကျွန်တော်တို့ဂဏိတိလမ်းပြပို့ဆောင်ပြီးတော့ဖခင်ရှင်ကိုကျွန်တော်တို့ကြွကြော်ရအောင်ဖခင်ရှင်ကောင်းမြတ်ပါတယ်ရက်စီအတင်းတော်ပေါ်မှာလို့ကျွန်တော်တို့သုံးခါနော်အတန်ကျကျနဲ့ကြွကြော်ရအောင်1 2 3ဖျားရှင်ကောင်းမြတ်ပါတယ်ရက်စီအတင်းတော်ပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်ရက်စီအတင်းတော်ပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်ရက်စီအတင်းတော်ပေါ်မှာအာမင်ကျွန်တော်တို့နောက်တစ်ခါဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်တို့မိသားစုပေါ်မှာလို့ကျွန်တော်တို့ဖျားရဲ့ကောင်းမြတ်ခြင်းကိုကြွေးကြော်ရအောင်အဲလိုဆိုတော့ကျွန်တော်တို့ကျမ်းမာခွင့်ရလို့ကျွန်တော်တို့ဖျားရှင်ကကျွန်တော်မိသားစုအတေးတေးကိုယနေ့ထိပို့ဆောင်ပြီးလို့ပေါ့နော်ကျွန်တော်တို့ရဲ့လုပ်ငန်းကိုင်ငန်းစားရာကိုကောင်းချီးပြီးလို့ကျွန်တော်တို့စားဖို့တောက်ဖို့ပြင်ဆင်ပြီးလို့ကျွန်တော်တို့အိနေရာကိုကျမ်းမာဆိုတဲ့ကျွန်တော်တို့ရောက်လာခြင်းဖြစ်ပါတယ်ဖခင်ကိုဝတ်ပြုကိုးကွယ်ရခြင်းဟာလဲကျွန်တော်တို့ဖခင်ရဲ့ကောင်းမြတ်ခြင်းခံစားလို့ကျွန်တော်တို့အိနေရာကိုဖခင်ကိုကိုးကွယ်ရတော့ခွင့်ဖြစ်ပါတယ်လို့ကျွန်တော်တို့ဖခင်ရှင်ကောင်းမြတ်ပါတယ်ကျွန်တော်တို့မိသားစုပေါ်မှာလို့ကျွန်တော်တို့သုံးခါနော်အတန်ကျကျနဲ့ကြွကြော်ရအောင်ဖခင်ရှင်ကောင်းမြတ်ပါတယ်ကျွန်တော်မိသားစုပေါ်မှာဖခင်ရှင်ကောင်းမြတ်ပါတယ်ကျွန်တော်တို့ပေါ်မှာဖခင်ရှင်ကောင်းမြတ်ပါတယ်ကျွန်တော်တို့မိသားစုပေါ်မှာအာမင်ဟာလေလုယာဆီထောင်းမရောက်လာသေးဘူးနော်ကျွန်တော်တို့ဒီညဒီတနာဝင်ငါဖို့ဆရာထောင်းကိုကျွန်တော်တို့သူရောက်လာတဲ့အချိန်မှာပဲသူ့မိတ်ဆက်ရောက်နော်အခုကျွန်တော်တို့ဆက်လက်ပြီးတော့ကျွန်တော်တို့အလုံးငွေကောက်ခံဖို့ရကျွန်တော်တို့အစီအစဉ်ဖြစ်ပါတယ်အဲ့နာဟွာဟာလေလုယာဗမာလူမသုံးတာတော့ကြာပြီနော်ဆက်နှစ်လောက်ရှိပြီဆိုတော့အခုကျွန်တော်တို့အလုံးငွေကောက်ခံဖို့ရစက်ကပ်ဖို့ရဆရာတင်းဆွေကိုဖိတ်ခေါ်ပြီးအလုံးငွေကောက်ခံဖို့ရဝါခိုင်နောက်ခိုင်နောက်ခိုင်နဲ့နောက်ခိုင်နဲ့ညံနိုးကိုခေါ်ရအောင်ပြီးတော့ချိန်မှာကျွန်တော်တို့ဖျားဂုဏ်တော်ကိုချီးမွမ်းဖို့ပြင်ဆင်ထားတာရှိလို့ရှိရင်ပြင်ဆင်ထားတဲ့လူကိုကျွန်တော်တို့ခေါ်ရအောင်ပြီးတော့တကယ်လို့မရှိလို့ရှိရင်worship team အချင်းဖြစ်ပါတယ်လို့ဆရာတင်းဆွေကိုဖိတ်ခေါ်ရအောင်ဆုတောင်းကြအောင်သာဝရကောင်းမြတ်တော်မူ၍တာမီအရောက်စီတိုင်းကိုချစ်တော်မူသောဖဖျားဤနေ့ညစီစဉ်သွဲလဲကျေးတော်ကိုချီးမွမ်းပါ၏ယခုလိုကိုရရှင်များကိုချီးမွမ်းကိုးရတဲ့အခွင့်ဆုတောင်းရတဲ့အခွင့်ပြန်လည်ပြီးတော့မှကိုရရှင်များကောင်းကြီးပြုံးနမှာကပဲနဲ့ဒီအလူငုံလေးအားဖြင့်လဲပြန်လည်ပြီးတော့မှပါဝင်ဖို့ရန်အတွက်အခွင့်အရေးပေးတဲ့အတွက်ကြောင့်မလဲကိုရကျေးတော်ကိုချီးမွမ်းပါ၏ဒီပေကန်ချင်းမှာပါဝင်သွားမဲ့တာမီအရောက်စီတိုင်းပေါ်ကကိုရဂရိတော်လာသည့်အတိုင်းအစ30အစ60အစ100တဲ့မှာကဒီတော့ကောင်းကြီးမင်္ဂလာများကိုပြန်လာပြီးတော့မှရရှိခံစားမှာကပဲနဲ့ဒီအလူတော်ကိုလည်းကိုရရှင်များဘုန်းတော်အတွက်ကိုရနိုင်ငံတော်ကျေပြန့်ဖို့အတွက်ပျောက်ဆုံးသောဝိညာဉ်မြောက်များစွာကယ်တင်ခြင်းကိုရရှိနိုင်ဖို့အတွက်ကောင်းကြီးမင်္ဂလာဖြစ်စေတော့ကြောင့်လည်းကျေးတော်ကိုချီးမွမ်းပါ၏ဒီအလူတော်ကိုယေရှုဖခင်မြတ်သောနာမကိုအမိပြု၍ကျေးတော်ကိုချီးမွမ်းတဲ့ဆုတောင်းစက္ကပ်အာနံပါ၏ဖပါရှင်အာမင်
Yeshu Ma down let's in do So many dale I'm there to do Yeshu to know the calmness of Yeshu to know the calmness of tonight lo me are me dashi to know yes one ko lo nei ne ma phit nai ma tat nai de aya de lo nei ne ma phit nai ma tat nai de aya de Yeshu phya ye myat ma wai ne de ko ne phit ti lo ne wai ne de ko ne phit ti lo ne phit nai ro ya ma shi be I'm shifting, Yeshu. I've been a lucky, to my dear. Can't go, Shari, can't stay, but I do. So know you've been machine in my door. Oh, I have the one people. Shimalo in the day, so low. Never told them out to know she needs in the Yeshu phya ye me mama we need go ne phit ti lo ne phit nai do ya ma shi bi but what I'm shitting Yeshu I'm gonna like it the madia kate do shari kan se ye pai ta du to know ye be ma shi ni ma do but what doပြီးကန်တော့သူတယောက်ရှိတိုက်ဖျက်ရှင်ကောင်းကြည့်ပေးပါစေအခုကျွန်တော်တို့ဒီဆယ်လင်းနေပြီကျွန်တော်အတင်းတော့ဆယ်လင်းနေပြီကြီးညာဆရာစေအောင်မလားစေဖို့ဆိုရင်အားလုံးသိကြမှာပါနော်ကျွန်တော်တို့ပို့တော့ကျွန်တော်ဖျားစီခုမှဖြစ်ပါတယ်လို့အခုကျွန်တော်တို့ဆရာလည်းရောက်လာပြီဆိုတော့ကျွန်တော်တို့နှုတ်ကပတ်တော်ဝင်ငါဖို့ရန်ကျွန်တော်တို့ဆရာရှက်ထောင်းကိုဖိတ်ခေါ်ရအောင်เนาะသူအဆုံးထိကျွန်တော်တို့အချင်းဖြစ်ပါတယ်လို့သူမစ်ဆရာဆီလို့ရှင်သူမစ်ဆက်ဖို့ရန်ကျွန်တော်တို့ဖိတ်ခေါ်ချင်ပါတယ်ဟာလေလုယာတကယ်ပဲကျွန်တော်တို့ကောင်းမြတ်သောဖခင်ကျွန်တော်တို့ကိုအယံပဲချစ်သောဖခင်ကိုကိုယ်ကိုယ်ခွင့်ရလို့သူဖခင်တွေတာရွဘုန်းကြီးပါစေဟာလေလုယာဟာလေလုယာဟာလေလုယာကျွန်တော်တို့ချီးမွမ်းခွင့်ရသေးတယ်အာမင်ကိုယ်ကိုယ်ခွင့်ရသေးတယ်ကျောင်းမြတ်မာပြည်မှာဆိုရင်တော့လွတ်လပ်စွာနဲ့ကိုယ်ကိုယ်ခွင့်မရကြဘူးကိုယ်ကိုယ်လုံးမရတဲ့သူတွေမြောက်များစွာရှိတယ်ဒုက္ခမြောက်များစွာရောက်တဲ့လူတွေမြောက်များစွာလူတွေကဒုက္ခရောက်တယ်
တော်များကငိုကြွေးပြီးတော့နေရတဲ့လူတွေမြောက်များစွာရှိပါတယ်ဒုပင်ပဲလေဒီနေ့မှာကျွန်တော်တို့ပြန်လည်ပြီးမှကျွန်တော်တို့ကိုအသက်ရှင်သောကျွန်တော်တို့ကိုချစ်တော်မူတော့ကျွန်တော်တို့အတွက်အတက်ကိုပြီးတော့ဖျားရှင်ကိုချီးမွမ်းလိုက်ရတဲ့အခါမှာဒီမလေးရှားနိုင်ငံမှာကျွန်တော်ဝန်ရောက်ပြီးတော့gospel trip လာရောက်တဲ့အခါမှာအများကြီးကျွန်တော်စိတ်ထဲမှာပေါ်လာတယ်ဖျားခင်တကယ်ပဲကောင်းမြတ်တယ်မလေးရှားနိုင်ငံရောက်တဲ့ကျွန်တော်နိုင်ငံမြန်မာပြည်သူပြည်သားအားလုံးဟာဆိုရင်တော့အချင်းကြီးရောက်တာမဟုတ်ဘူးအချင်းကြီးဘုရားခင်ကဒီနေရာမှာထားတာမဟုတ်ဘူးဆိုတာကျွန်တော်ကောင်းသိတယ်ဘာအတွက်ထားတာလဲဆိုတော့သူရဲ့ဘုန်းတော်အတွက်သူရဲ့နာမတော်အတွက်ဘုရားခင်ကဒီမလေးရှားနိုင်ငံမှာကျွန်တော်မြန်မာပြည်သူပြည်သားတချို့ဒီနေရာမှာထားတာဖြစ်လေလို့ကျွန်တော်ကောင်းသိတဲ့အခါမှာသူဘုရားရဲ့နာမတော်ကိုချီးမွမ်းတာဖြစ်ပါတယ်ဆိုတော့အရင်ဆုံးကျွန်တော်အထူးပဲကျေးဇူးတင်တဲ့အကြောင်းဘုရားခင်ပေါ်မှာကျွန်တော်တို့ပြောပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒီနေ့အချင်းကိုပြင်ဆင်ပြီးတော့ကျွန်တော်တို့ဆရာပြည်သားကျွန်တော်ရဲ့ဆရာတလကောင်းဆရာမဒီအားလုံးသူလှုပ်ဖို့ခိုက်ပဲဆရာရဲ့လှုပ်ဖို့ခိုက်ပဲအားလုံးတလကောင်းယုံကြည်သူအားလုံးအပေါ်မှာလည်းအထူးပဲကျေးဇူးတင်တဲ့အကြောင်းပြောကြားလိုပါတယ်ဒီခရီးစဉ်ဟာကျွန်တော်အနေနဲ့ပြီးခဲ့တဲ့နှစ်2024ကတည်းကကျွန်တော်ပြင်ဆင်ထားတာဖြစ်တယ်စုသုံးထားတာဖြစ်တယ်ဒုပင်ပဲလေ2024မှာတွားဖို့ဖြစ်တော်ရလဲပဲဘုရားခင်ခွင့်မရှိတဲ့အခါမှာမဖြစ်လာဘူးဒီ2025တကြံအတွင်းမှာယုံပိရဲ့အတွင်းမှာပဲတွားဖို့ဖြစ်လာတဲ့အခါမှာဘုရားရဲ့နာမကိုကျွန်တော်အရန်ပဲချီးမွမ်းတယ်ဘုရားကိုလည်းအထူးပဲကျေးဇူးတင်တဲ့အကြောင်းထပ်ခါပြီးမှပြောလိုပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ဒီမလေးရှားနိုင်ငံမှာဆိုရင်ဒီတပတ်ပဲအချိန်ရတာဖြစ်ပါတယ်ကျွန်တော်ကမြန်မာနိုင်ငံကျန်းစာအသင်းကျန်းစာတွေထုတ်လုပ်တဲ့နေရာဒီကျန်းစာတွေထုတ်လုပ်တဲ့နေရာမှာအမှုတော်ဆောင်တယောက်ဝန်ထမ်းတယောက်ဖြစ်တဲ့အခါမှာကျွန်တော်တို့အနေနဲ့အဲ့လိုမျိုးကာလကြာစီစွာပေါ့နော်အခွင့်ယူလို့မရဘူးကြာတယ်ဆိုတော့တလအများဆုံးပေါ့အဲ့လိုပဲကျွန်တော်တနေ့မှတစ်ခါအဲ့လိုမျိုးရတယ်အဲ့ဒါကြောင့်ကျွန်တော်ကဒီတကြံအတွင်းမှာမဖြစ်မနေကျွန်တော်တို့ယုံထိုက်တဲ့ဘဝကဘယ်လိုပြောမလဲတဏှာမှာပဲကျွန်တော်ဆိုရင်ကွန်ပျူတာရှိမှပဲထိုင်နေရတာကွန်ပျူတာဟိုပဲစိုက်ပြီးမှကြည့်ရတာအလောက်ကကျွန်တော်အလောက်ကအဲ့လိုပဲဖြစ်တယ်ဒီကျန်းစာကိုဖြစ်လာဖို့ကျန်းစာအုပ်တွေကိုဖြစ်မြောက်လာဖို့ဖြစ်ထွက်လာဖို့အတွက်ဒီကွန်ပျူတာနဲ့ကျွန်တော်ကိုယ်တိုင်ကလုပ်တဲ့အခါမှာကွန်ပျူတာနဲ့ပဲလုံးပါနေတဲ့အခါမှာဒီလိုနဲ့မဖြစ်ဘူးပေါ့နော်ဒီရုံးပြည့်လေးတွေမှာဆိုတော့ကျွန်တော်gospel trip တခုတော့ခရီးစဉ်တခုရေးဆွဲမှရမယ်ဆိုရင်မှရေးဆွဲလိုက်တာဖြစ်ပါတယ်အဲ့ဒါကြောင့်ဘုရားခင်ကဒီဟာကိုအခွင့်ပြုပြီးတော့မလေးရှားနိုင်ငံစင်ကာပူကနေပြီးတော့မလေးရှားနိုင်ငံကိုကျွန်တော်ဝန်ရောက်လာနိုင်တာဖြစ်ပါတယ်ဒါဒီအားလုံးဟာဘုရားခင်ကရှင်းမစွာခဘင်းကဘာမတိရှိမီကရေကပင်ကျွန်တော်အတွက်ပြင်ဆင်ပြီးတော့အရာဖြစ်တယ်ဆိုတဲ့အခါမှာသူဘုရားတကယ်ပဲကောင်းမြတ်သောဘုရားခင်ဖြစ်တယ်ဆိုပြီးမှထပ်ဆင်ပြမှချီးမွမ်းချင်တာဖြစ်ပါတယ်လို့ဆိုတော့ Jesse ရဲ့အသင်းတော်ဟာဆိုရင်တော့ကျွန်တော်တို့ online ပေါ်မှာပဲကျွန်တော်မြင်ရတယ်အခုမှကျွန်တော်ပထမအချိန်2017တုန်းကတော့မလေးရှားရောက်ဖို့တယ်ဒါပေမဲ့တပတ်ပဲSunday တရက်ပဲနေတယ်ပေါ့နော်ကျွန်တော်ရောက်ဖို့တဲ့နေရာကြတော့ဒီ MBF နဲ့ZEM ပေါ့ဒီနှစ်ပါးအတင်းတော်နှစ်ပါးပဲရောက်ဖို့တယ် ZCM မှာကြတော့ကျွန်တော်မရောက်ဘူးပြင်မဲ့ online နဲ့ကျွန်တော်ရင်းနေတယ် online ကနေကျွန်တော်ကြည့်တဲ့အခါမှာတကယ်ပဲအားရစကောင်းတယ်တကယ်ဘုရားခင်အစာငတ်တဲ့အသက်တာတွေအဲ့လိုမျိုးမြင်တွေ့ရတဲ့အခါမှာကိုယ်လေးစာငတ်ဘယ်လိုပြောမလဲအခွန်အားရပြီးတော့ဘုရားကိုစာငတ်လာတာဖြစ်တယ်အဲ့တော့ကြောင့်ဒီ ZC အသင်းတော်အပြင် online အပြင်ဘုရားရှိခိုးတဲ့အရာတွေကျွန်တော်မြင်တွေ့ရတဲ့အခါမှာတနည်းကြရင်ဒီနေရာမှာဘုရားရဲ့ကောင်းမြတ်ခြင်းကိုကျွန်တော်ကြားပြောခြင်းနဲ့ဝိမျှခြင်းနဲ့ဆိုပြီးမှဆုတောင်းခဲ့ဖို့ပါတယ်ဒီနေ့ဟာဆိုတော့ဘုရားခင်ကကျွန်တော်ဆုတောင်းချက်ကိုပြီးဆုံးတော့ခွင့်ရတဲ့နေ့ဖြစ်တဲ့အတွက်ကြောင့်သူဘုရားကိုထပ်ခါပြီးမှချီးမွမ်းတာဖြစ်ပါတယ်လို့အာမင်ဆိုတော့ကျွန်တော်ဟာလိုပြိုမဟုတ်ပါဘူးလိုပြိုမဟုတ်ပါဘူးမထင်ပါနဲ့လို့မထင်ပါနဲ့လို့နော်โอเคကျွန်တော်က
အမျိုးသမီးလာလာပါပါချောချောမောမောတယောက်ရှိတယ်နှစ်ယောက်မဟုတ်ဘူးတယောက်နော်တယောက်ရှိတယ်ဆိုတော့သားသမီးသား၃ယောက်နဲ့သမီးတစ်ယောက်ဘုရားခင်ထွန်းကားခွင့်ပေးပါတယ်ဆိုတော့ကျွန်တော်ရန်ကုန်မှာယူဇနာဥယျာဉ်မြို့တော်ယူဇနာဝိညာဉ်မြို့တော်တကြွခေါ်တယ်ကျွန်တော်တို့အထူးသဖြင့်ဇုံမီးဒီရဲ့မြို့တော်လို့လည်းခေါ်တယ်ပေါ့နော်အမျိုးမျိုးခေါ်ကြတယ်အဲ့ဒီနေရာမှာကျွန်တော်တို့မိသားစုနဲ့အတူတူအဲ့မှာနေတယ်ဘုရားခင်ပေးတဲ့အိမ်မိုးအောင်ပါပေါ့နော်ဘုရားခင်ကနေခွင့်ပေးတယ်ကျန်းစာအသင်းမှာမြန်မာနိုင်ငံကျန်းစာအသင်းမှာကျတော့ကျွန်တော်အလုပ်ခုအမှုတော်ဆောင်တာကအခုဒီနေ့ဆိုရင်တော့16နှစ်ဖြစ်သွားပြီ16နှစ်ပြည့်သွားပါပြီဆိုတော့အများကြီးဒီ16နှစ်ထဲမှာအများကြီးဘုရားခင်ကကျွန်တော်ကိုတည်တည်ပြီးတယ်သူရဲ့အတူပါစေခြင်းကျေးဇူးတော်သူရဲ့အခက်ခဲမြောက်မြောက်များစွာကြောင့်နေပြီးမဲ့လေအဲ့ဒီခက်ခဲမှုမြောက်များစွာတရားနေပြီးတော့ဘုရားခင်ကယ်မအချင်းဘုရားခင်ရဲ့တည်တည်မြောက်များစွာကျွန်တော်တွေ့ရတဲ့အခါမှာကျွန်တော်တို့ကိုယ်ကိုယ်တော့ဘုရားခင်ဟာလုံးဝအချင်းနေဘယ်လိုပဲဆိုအချင်းနေကဘယ်လောက်ပဲကျမ်းသားနေပါစေသူ့ကိုမျောကြည့်တဲ့သူ့ကိုစိုက်ကြည့်တဲ့သူ့ကိုပဲမျက်မှောက်ပြုတဲ့အသက်တာဟာဆိုရင်တော့ဘုရားခင်ကတက်တီထူခွင့်တက်တီခံခွင့်ပြီးတယ်ဆိုတော့ကျွန်တော်အသက်တာမှာဘုရားခင်ကပြတာဖြစ်တယ်အာမင်ဆိုတော့ကျွန်တော်အရင်ဆုံးတက်တီခံမယ်ဆိုရင်ဘာဖြစ်လဲဆိုတော့မြန်မာနိုင်ငံကျန်းစာတင်းကြီးမှာဆိုရင်တော့ဒီအတင်းကြီးမှာမြန်မာနိုင်ငံတနိုင်ငံလုံးအတွက်ကိုစားပြုတနိုင်ငံလုံးအတွက်တခုပဲရှိတယ်ပေါ့နော်ဒီ Bible Society ကျန်းစာတွေထုတ်လုပ်တဲ့နေရာတခုပဲရှိတဲ့အခါမှာကျွန်တော်ရန်ကုန်မှာကြတော့ကျန်းစာကျောင်းတက်တဲ့အချိန်မှာ2003လောက်နေစပြီးမှကျန်းစာကျောင်းတက်တယ်ဒါပေမဲ့မြန်မာနိုင်ငံကျန်းစာအသင်း Bible Society ရှိတယ်ဆိုတာကျွန်တော်လုံးဝမသိဘူးမသိခဲ့ဘူးဘယ်နေရာမှာရှိမှလည်းမသိဘူးနာမည်လည်းမကြားဘူးကျန်းစာကျောင်းအဲ့ဒီကျွန်တော်2005အောင်တယ်အောင်လိုက်တန် BDS ရပြီးတာနဲ့ကျွန်တော်က music ဝတ္တနာပါတော့ keyboard ဒီတီးတာဝတ္တနာပါတဲ့အခါမှာ Grace Music Institute ဆိုပြီးမှ Sir David Sum ဦးဆောင်ပြီးမှဖွင့်ထားတဲ့အကြောင်းမှာလည်းဆက်သက်တည်တယ်2006အထိဆက်သက်ပြီးမှနောက်ပိုင်းမှာ2008ကနေပြီးတော့ဒီကျန်းစာအသင်းမှာအလုပ်လုပ်ဖို့ဖြစ်လာတယ်အဲ့ဒီဟာမတိုင်ခင်လေးမှာကျွန်တော်ဗာပြောချင်လဲဆိုတော့ကျွန်တော်ကယ်တင်ရှင်ဘုရားခင်ယေရှုဘုရားကိုမိမိကယ်တင်ဖြစ်ကျွန်တော်ရဲ့ကယ်တင်ရှင်ဖြစ်ယုံကြည်လက်ခံတဲ့အချိန်1995လောက်ဖြစ်မှာပေါ့ဆရာတော်ခုတော့ကျွန်တော်ရွာလမ်ဆောင်ကျေးဇော်မှာကမ်လာလို့တဲ့အခါမှာကျွန်တော်အဲ့ဒီနေရာနေပြီးပြောင်းလဲလာပြီးမှအဲ့ဒီပြောင်းလဲတဲ့အခါအနေစပြီးအချိန်ကနေစပြီးမှကျွန်တော်စိတ်ထဲမှာပေါ်လာလဲဆိုတော့တခုပဲပေါ်လာတယ်တခုပဲစုတောင်းချက်ရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဖယားခင်ကျွန်တော်တက်တာဟာဖယားပိုက်တယ်အသွေးတော်နဲ့ယူဝဲခဲ့တော့အသက်တာဖြစ်တဲ့အားလျော်ဆိုကျွန်တော်အသက်တာဟာအချင်းကြီးသက်ရှင်ဖို့မဟုတ်ဘူးဖယားအတွက်ပဲဖယားအတုံးမပြုတ်ဘူးဆိုရင်တော့ဒီလောကမှာအသက်မရှင်ထိုက်ဘူးအသက်ရှင်ခြင်းအချင်းကြီးပဲဖယားအတုံးမပြုတ်ရင်တော့ကျွန်တော်အသက်မရှင်ချင်တော့ဘူးကိုတော့ဆိုပြီးမှဆုတောင်းခဲ့တယ်နေညဆုတောင်းတယ်ဖယားเจ้าမှာပဲအိတ်ရတယ်ဖယားเจ้าမှာပဲအိတ်ပြီးမှငိုယူပြီးမှစိတ်ကြည်ကွဲစွာနဲ့ဖယားရဲ့မျက်မှောက်တော်၌မျက်ရည်မျက်ခွက်နဲ့ကျွန်တော်ဆုတောင်းစက်ကခဲ့တဲ့အရာတွေရှိတယ်ဖယားပဲအတုံးပြုတ်ပါဖယားအတုံးမပြုတ်ဘူးဆိုရင်ဒီလောကမှာအသက်မရှင်ချင်ဘူးဖယားမှာအတုံးပြုတ်ဘူးဆိုရင်တော့အခုအချိန်မှာကျွန်တော်အသက်တာကိုရုပ်သိမ်းလိုက်ပါဆိုလောက်အောင်ကျွန်တော်အသက်တာနေညဆုတောင်းခဲ့တယ်စက်ကခဲ့တယ်ဆိုတော့တဖြည်းဖြည်းနဲ့ဘာဖြစ်လာလဲဆိုတော့ကျန်းစာကျောင်းဒီကျွမ်းကုန်မှာတက်လာဘူးဖြစ်လာတယ်တက်လာဘူးဖြစ်လာတော့အဲ့ဒီမတိုင်ခင်ကျွန်တော်ကကျန်းစာကျောင်းတက်ဖို့ဒီဒင်းမှာပေါ့နော်စိုးစားတယ်လှုပ်ဆောင်တယ်ဘာလဲနှစ်ချင်းဒီလက်ခံတယ်ကျွန်တော်နှစ်ချင်းဖြစ်တဲ့အခါမှာကျွန်တော်ကရန်ကုန်မှာဆိုရင်တော့ဒီဒင်းနှစ်ချင်းအတင်းတော်မှာပါဝင်နေအဲ့မှာမင်းစတာတယောက်လည်းဟုတ်တယ်ပြီးတော့ဘာဖြစ်လဲဆိုတော့ worship ပိုင်းဦးဆောင်တယ် worship ဦးဆောင်တဲ့တယောက်ဖြစ်တယ်ဆိုတော့
ဘာဖြစ်လဲဆိုတော့ကျွန်တော်နှစ်ချင်းဖြစ်တဲ့အခါမှာနှစ်ချင်းကြောင်းမှာပဲတက်မယ်ပေါ့နော်နှစ်ချင်းကြောင်းမှာပဲတက်မယ်နှစ်ချင်းမှာပဲအမှုတော်ဆောင်မယ်လို့ကျွန်တော်ခံယူခဲ့တယ်ထင်ခဲ့တယ်အဲ့လိုပဲတွားဖို့အတွက်ကျွန်တော်အကျိုးစားတယ်အဲ့ဒါနဲ့ကျွန်တော်တီးတင်နှစ်ချက်တီးတင် theological college ဆိုတဲ့တီးတင်မှာရှိတဲ့ဒီကျမ်းစာကျောင်းမှာတက်တယ်တက်တော့လုံးဝမဖြစ်နိုင်ဘူးကျောင်းမှာတင်တဲ့ဟာတွေကကျွန်တော်အတွက်ပြောင်းလဲအခါစဖြစ်တဲ့အခါမှာကျွန်တော်ဘယ်လိုရည်ရွယ်ချက်နဲ့တက်တာလဲဆိုတော့ကျမ်းစာကျောင်းတက်မယ်ဆိုတော့ခွန်အားရစရာဒီမြောက်များစွာရှိမယ်ပေါ့နော်အဲ့လိုထင်ခဲ့တာရှာဒီပြောတဲ့ဟာတွေကခွန်အားရမယ်ပေါ့နော်တနည်းပြီးတနည်းဘယ်လိုပြောမလဲကိုယ့်ရဲ့ယုံကြည်ခြင်းတွေလည်းကြီးလာမယ်ပေါ့နော်ကြီးထွားလာမယ်တူးတက်လာမယ်လို့ထင်တာဘယ်ဟုတ်မလဲကျမ်းစာကျောင်းတက်တော့ကိုယုံကြည်တဲ့ຢာတွေတောင်မှဘယ်ပျောက်သွားပြီလားတော့မှနော်အဲ့လောက်ထိတိုင်အောင်ကျမ်းစာကျောင်းမှာဖြစ်တာဆိုတော့ကျွန်တော်အနေနဲ့လုံးဝမနေနိုင်တော့ဘူးမပြောတော့ဘူးအဲ့ဒါနဲ့ကျောင်းတစ်ခုပြောင်းဖို့ဖြစ်ပြန်ရော Flam ဂျက်တီစီဆိုတဲ့ Zomi Theological College ကြားဖို့မလားတော့မသိကြဘူးနော်အဲ့ဒါအဲ့ကျောင်းမှာတက်ဖို့ဖြစ်တယ်နှစ်ချင်းကျောင်းပဲသွားပြောင်းတယ်ပြောင်းတော့လေတနစ်တက်တယ်မဖြစ်နိုင်ဘူးအေးမလည်းမဖြစ်နိုင်ဘူးဖျားပါလေပေါ့နော်နောက်ဆုံးတော့ဘာဖြစ်သွားလဲဆိုတော့ဒီရန်ကုန်မှာတက်ဖို့အတွက်ဖြစ်သွားတယ်ရန်ကုန်မှာလည်းနှစ်ချင်းကျောင်းမှာပဲစူးစမ်းတက်တယ်စူးစမ်းပြီးမှရွေးတက်တယ်ပေါ့နော်တနစ်အဲ့မှာလည်းအချိန်ကုန်အဲ့မှာလည်းမရပြန်ဘူးမပြောဘူးမဖြစ်နိုင်ဘူးဘာလဲဘုရားခင်ဘောနော်မနားမလည်နိုင်ဘူးအဲ့ဒါနဲ့နောက်ဆုံးတော့ဘာဖြစ်သွားလဲဆိုတော့ Evangelical Bible Seminary ဆိုတဲ့ EBS ဆိုတော့အဲ့မှာတက်ဖြစ်တယ်အဲ့မှာတက်တဲ့အခါမှာကျတော့ဘာဖြစ်သွားလဲဆိုတော့ Evangelical ဖြစ်တဲ့အခါမှာ Mission ပိုက်ပေါ့နော် Mission ပိုက်တင်တာများတယ် Theology တင်တာနေတဲ့အခါမှာ Theology လို့ပြောတဲ့အခါမှာလုံးဝနဲ့ဆိုင်ဒီကျမ်းစာရဲ့အနောက်ကျမ်းစာရဲ့အပြင်ပေါ့နော်ကျမ်းစာရဲ့cover ဒီအပြင်ဘက်မှာရှိတဲ့ဟာဒီ theology ပြောမယ်ဒီရမ်းနဲ့ဆိုင်တဲ့ဟာတွေကကျွန်တော်အထဲမှာမဝင်နိုင်ဘူးဖြစ်နေတာပေါ့နော်လက်မခံနိုင်ဘူးဖြစ်နေတာဆိုတော့အဲ့ဒီ evangelical ကျောင်းမှာတက်တာနဲ့ကျွန်တော်တပီးနဲ့တနေ့ပြီးတနေ့အော်ဒီနေရာပဲကျွန်တော်တင်ရမယ့်နေရာပေါ့နော်နှစ်ချင်းကျောင်းမဟုတ်တော့ဘူးဆိုတော့ကိုယ့်ရဲ့နှစ်ချင်းဟောဖြစ်တာတော့မဟုတ်ပါဘူးပြောချင်တာကပါလဲဆိုတော့ကျွန်တော်ရဲ့ရည်ရွယ်ချက်ကကျွန်တော်ရဲ့ရည်မှန်းချက်ကတော့နှစ်ချင်းထဲမှာပဲလို့ဖို့နှစ်ချင်းထဲမှာပဲအမှုတော်ဆောင်ဖို့ဖြစ်တယ်ကျွန်တော်ရဲ့ရည်မှန်းချက်ကဒုတ်ပြီးမဲ့ဘုရားတဲ့သူစကတဲ့အခါမှာဘုရားခင်အသုံးပြုပါဆိုပြီးမှဆုတောင်းခဲ့တဲ့ဟာဒီဘုရားခင်မတ်တာပြီးတော့မတ်တာထားတယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်မိသွားပြီမဲ့လေဘုရားခင်မတ်တာပြီးတယ်အဲ့ဒီຢာဒီတဖြည်းဖြည်းနဲ့ပြည့်စုံလာတယ်နောက်ဆုံးတော့အဲ့ဒီ evangelical ကျောင်းနေပြီးတော့ကျွန်တော်က BDH ရတယ်BDH ရတော့ဘာဖြစ်သွားလဲဆိုတော့နောက်ဆုံးတော့ခုနကျွန်တော်ပြောတဲ့မြန်မာနိုင်ငံကျန်းစာအသင်းကြီးမှာအမှုတော်ဆောင်ဖို့ဖြစ်လာတယ်အလိုလိုနေရင်းနဲ့ကျွန်တော်စူးစမ်းတာမဟုတ်ဘဲနဲ့ဖယားခင်လမ်းဖွင့်ပေးတဲ့အခါမှာဖယားခင်ပူဆောင်လိုက်တဲ့အခါမှာသူ့ရဲ့အလိုတော်တိုင်းကျွန်တော်ဒီနေရာမှာဘာနာလဲဆိုတော့ဖယားအတွက်စက်ကရင်လေဖယားအတွက်ကိုယ့်ရဲ့အသက်တာလုံးဝစက်ကတယ်ဆိုရင်တော့ဖယားခင်ကမောင်းနေတယ်ကိုယ့်ရဲ့အလိုဆန္ဒတိုင်းမဟုတ်ဘဲနဲ့သူ့ရဲ့အလိုဆန္ဒတိုင်းမောင်းနေလာတာကိုယ့်ရဲ့အလိုဆန္ဒကျတော့နှစ်ချင်းမှာပဲတက်ဖို့ဟုတ်တယ်တော့ပြီမဲ့လေဖယားခင်မောင်းတာမဖြစ်ဘူးငါသားနှစ်ချင်းထဲမှာပဲမဟုတ်ဘူးနော်ဆိုပြီးမှကျွန်တော်မောင်းနေတာကိုစက်ကခဲတဲ့စကလုံးကြီးအရာတွေဘုရားခင်ကလုံးဝမှတ်သားထားတယ်နောက်ဆုံးတော့ကျမ်းစာအသင်းကြီးမှာမှုတော်ဆောင်ဖို့အတွက်လဲလွယ်ကိုပဲခက်မဟုတ်ဘဲနဲ့ဘုရားခင်လမ်းဖွင့်ပေးတဲ့အခါမှာခက်နဲ့အဲ့လိုမျိုးရတာမျိုးမဟုတ်ဘုရားခင်ကြိုတင်ပြီးမှသူ့အတွက်စက်ကရင်လေသူ့အတွက်တကယ်ပဲလုံးလျက်စက်ကပ်ပြီးဆိုရင်တော့ကျွန်တော်တို့အတွက်ကြိုပြီးမှလမ်းဖွင့်ပြီးတော့ဘုရားခင်ဖြစ်တယ်ဆိုတာကျွန်တော်နားလဲတယ်ဆိုတော့ကျမ်းစာတဲမှာလှုပ်ဖို့ကျွန်တော်ကကျမ်းစာတဲသိတာလည်းလုံးဝမဟုတ်ဘူးကျွန်တော်မျိုးတယောက်ကကျွန်တော်ကိုလာပြောတယ်ကျမ်းစာတဲချင်းအမှအမှုတော်ဆောင်ဖို့ဘယ်လိုလဲဆောင်းချင်းလိုက်မှာဝန်ထမ်းလုပ်ချင်းလာဆိုပြီးမှလာမိတဲ့အခါမှာ
ကျွန်တော်ကလည်းအလုံးမရှိတော့ကျန်းစာကြောင်းလည်းပြီးခါနေဖြစ်ကျောင်းစင်ခါစီခါနေဖြစ်တဲ့အခါမှာကျွန်တော်နေနဲ့ဟုတ်ပြီကျွန်တော်စက်ကချင်းဟုတ်တယ်ဘုရားအတွက်မူတော်ဆောင်ဖို့ဆိုတော့ဘာ qualification တွေတောင်းလဲဆိုတော့လာကျွန်တော်သူ့ကိုမိတဲ့အခါမှာ BDS ကျန်းစာကြောင်းတစ်ခုကနေပြီးမယ် BDS ရမယ်ပေါ့နော်ပြီးတော့ကွန်ပျူတာလည်း basic ပြီးတော့တင်တန်းပြီးတာလက်မှတ်ကိုင်ဆောင်တော့သူဖြစ်ရမယ်ဆိုပြီးမှကျွန်တော်လာပြောတယ်။အော်ကျွန်တော်နဲ့ကိုက်ကြီးတတ်ထေးကြတာအဲ့ဒါနဲ့ကျွန်တော်လေးအနော်ပြီးမှဟုတ်ပြီကျွန်တော်သွားမယ်ပေါ့နော်မန်နေရောက်တော့ကျွန်တော်တနင်္လာရောက်တော့ကျွန်တော်သွားရောက်ပြီးမှရုံးမှာကျန်းစာအသင်းကြီးရဲ့ရုံးဆိုးလေဖျားလန်းကျောက်တရားမြို့နယ်အဲ့မှာသွားရောက်ပြီးမှသွားဆောင်ဆန်းလိုက်တဲ့အခါမှာကျွန်တော်ရှာခွေလမ်းထံရှာခွေနဲ့သွားတွေ့တယ်ရှာခွေနဲ့သွားတွေ့တော့ရှာခွေလမ်းထံတည်တယ်မလားကျွန်တော်တို့ရဲ့ GS ကျွန်တော်တို့ရဲ့ထွေအတွင်းချင်းမှုဟုတ်တယ်သူနဲ့တွေ့တဲ့အခါမှာ तू ကဘာပြောလဲဆိုတော့ဟုတ်ပြီအဲ့ဒါဆိုရင်ခဆန္ဒရှိတယ်ဆိုတော့မနေ့ပြန်ကားနေစားပြီးမှယုံလာတဲ့ဘာတဲ့ဘာမှတောင်းဆိုချက်လုံးဝမရှိဘဲနဲ့ကျွန်တော်ရဲ့certificate ဒီသူ့ပြီးမှအပ်ပြီးမှဒါဆိုမနေ့ပြန်ယုံလာတဲ့ဘာဆိုပြီးမှလွယ်ကူပဲကျွန်တော်လက်ခံလိုက်တာဖြစ်ပါတယ်အဲ့ဒီမြန်မာနိုင်ငံကျန်းစာတင်းကြီးကတချို့ကပါဘယ်လိုထင်လဲဆိုတော့နစ်ချင်းနဲ့ပဲဆိုင်တယ်လို့ထင်ကြတယ်နစ်ချင်းနဲ့ပဲမဆိုင်ဘူးဆိုတာဒီနေ့ကျွန်တော်ပြောမယ်နော်နစ်ချင်းနဲ့ပဲမဆိုင်ဘူး AG Methodist Anglican Presbyterian RC ဂိုင်းပေါင်းစုံနဲ့အလုပ်တော့အသင်းဖြစ်တယ်ကျန်းစာနဲ့ပတ်သက်တော်လူတွေအားလုံးအတွက်ဖြစ်တယ်ကျွန်တော်တို့ကနော်အဲဒါကြောင့်တချို့ကနစ်ချင်းတွေအတွက်နစ်ချင်းတွေယုံမယ်ဆိုပြီးမှထင်လို့လေအဲကြောင့်ဒီနေ့မှာကျွန်တော်အားလုံးကို online ပေါ်ကနေကြည့်တဲ့လူတွေကိုလည်းပြောကြားချင်တာဖြစ်ပါတယ်ဆိုတော့ဒီဟာကိုကျွန်တော်မြန်မာနိုင်ငံကျန်းစာတင်းချင်းမှာအလုပ်တဲ့အရာကကျွန်တော်တက်တီခံချင်တဲ့အရာကကိုလိုချင်တဲ့လမ်းကြောင်းအတိုင်းကျွန်တော်တွားပြီးမဲ့လေဘုရားသခင်အတူစစ်ကလိုက်တဲ့အခါမှာဘုရားသခင်ကသူ့ရဲ့လမ်းကိုချက်တိုင်းသူ့ရဲ့အစီအစဉ်တဲ့အတိုင်းကျွန်တော်ကိုပို့ဆောင်ပြီးမှမုန်းနေတော့ဘုရားသခင်ဖြစ်တယ်ဆိုတာပထမဆုံးကျွန်တော်တက်တီခံခြင်းဖြစ်ပါတယ်ဆိုတော့ဒီနေ့အထိကျွန်တော်ဒီနေရာမှာမှုတော်ဆောင်တာကြတော့ဒီနေ့နဲ့ဆိုရင်16နှစ်ဖြစ်သွားပြီ16နှစ်ပြည့်သွားပြီဒီ16နှစ်ပြည့်တဲ့အခါမှာကျွန်တော်ရေသွက်လိုက်တော့ကျန်းစာအုပ်ဘာသာပေါင်းစုံနဲ့အမျိုးပေါင်းစုံပေါ့နော်အမျိုးပေါင်းစုံဘယ်နှမျိုးကျွန်တော်ကိုအသုံးပြုပြီးမှဘုရားခင်ဘယ်နှမျိုးထုတ်လဲဆိုတော့25မျိုးဘာသာ25မျိုးကျွန်တော်ကိုအသုံးပြုပြီးမှဘုရားခင်ကကျန်းစာအုပ်တွေကိုထုတ်လုပ်ခွင့်ပေးတာဖြစ်ပါတယ်လို့တက်တည်ခံပါတယ်အာမင်ဟာလေလုယာဆိုတော့ဒါကကျွန်တော်ရဲ့တက်တည်ခံချက်ခဏနေကျွန်တော်တက်တည်ခံချင်းကိုလည်းတွားအောင်မယ်နော်ဆိုတော့ကျွန်တော်တို့ကိုယ်တော့ဖျားခင်ဟာသူ့အတွက်စက်ကတော့သူ့အတွက်တကယ်ပဲတက်ရှင်တော့သူရဲ့တက်တာဟာလုံးဝမောင်းနေတယ်ကိုယ်အလိုတိုင်းလုံးဝမဟုတ်ဘဲနဲ့သူ့ရဲ့အလိုတော်တိုင်းသူ့ရဲ့အလိုကိုနားလေစောစစ်နားလေရင်တော့ကိုကပို့ပြီးမှမြတ်တာပေါ့နော်စောစစ်မနားမလဲပဲနဲ့ကိုကအလိုတိုင်းစစ်သွားနေမယ်ဆိုရင်တော့အများကြီးရှောင်းသွားလိမ့်မယ်အဲဒါကြောင့်ဒီနေ့မှာကျွန်တော်ကအဓိကကျွန်တော်တို့ဝိမြတ်တက်တည်ခံဖို့အတွက်ကျွန်တော်ပါကြွေးထားလဲဆိုတော့ယောမဩဝါဒစာခန်းကြီး7:36ယောမဩဝါဒစာခန်းကြီး7ခန်းငယ်36ကျွန်တော်ဒီကျမ်းစာအပြင်ကျွန်တော်တို့နှုတ်ကတော်အပြင်ခွန်အားယူဖို့ဖြစ်ပါတယ်လို့ကျွန်တော်ဖတ်ပါမယ်ယောမဩဝါဒစာခန်းကြီး7ခန်းငယ်36မှာခတ်သိမ်းသောအရာတို့သည်ကိုတော့အထဲက၎င်းကိုတော့အားဖြင့်၎င်းကိုတော့အဖို့လုံငါ၎င်းဖြစ်ကြ၏ကပါဆက်ဘုံကြီးတော်မူစီတည်းအာမင်နောက်တစ်ခါပြန်လည်ဖတ်ကြရအောင်ခတ်သိမ်းသောအရာတို့သည်ကိုတော့အထဲက၎င်းကိုတော့အားဖြင့်၎င်းကိုတော့အဖို့လုံငါ၎င်းဖြစ်ကြ၏ကဘာဆက်ဘုံကြီးတော်မူစီတည်းအာမင်နှုတ်ကပတော်ကိုလက်ခုပ်သွင်းခြင်းနဲ့ကြိုဆိုကြရအောင်အာမင်
ဆိုတော့ဒီနေရာမှာကျွန်တော်တို့ခတ်သိမ်းသောအရာတို့လို့ပြောတဲ့အခါမှာခတ်သိမ်းသောအရာတို့ဒီခတ်သိမ်းအရာခတ်သိမ်းရဲ့အထဲမှာကျွန်တော်တို့လူတွေအားလုံးပါတယ်ပြီးတော့ကျွန်တော်တို့ရဲ့ဒုက္ခခံရခြင်းတလကောင်ကျွန်တော်တို့ရဲ့ချမ်းသာခြင်းတလကောင်အရာခတ်သိမ်းပါတာဖြစ်တယ်အချင်းကြီးအပေါင်းမြောက်များစွာအချင်းကြီးဆိုတော့တလကောင်အချင်းကြီးကောင်းတလကောင်ဒီအရာအားလုံးဟာအရာခတ်သိမ်းမှတမယဟာဖခင်ရဲ့ဘုန်းတော်တဖြစ်တယ်ဆိုတာဖခင်ရဲ့သူ့ရဲ့ဘုန်းတော်တဖန်ဆင်းထားတယ်ဆိုတာဒီကျမ်းစာပြင်ကျွန်တော်နားလည်ရတယ်ဆိုတော့ကျွန်တော်ခါစံကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့အမှုတော်ဆောင်ဆရာဆရာမတရားပဲအမှုတော်ဆောင်ပြီးတော့ဖခင်ရဲ့ဘုန်းတော်အတွက်လှုပ်ဆောင်မယ်ဖခင်ရဲ့ဘုန်းတော်အတွက်အသက်ရှင်မယ်လို့ထင်ကောင်းထင်တတ်ကြတယ်ပေါ့နော်ဒါမဲ့မဟုတ်ဘူးဒီလိုမဟုတ်ဘဲနဲ့ခတ်သိမ်းတော့ရကျွန်တော်တို့အားလုံးဟာဖခင်ကသူ့ရဲ့ဘုန်းတော်အတွက်ဖန်ဆင်းခြင်းကိုခံတော့ဖန်ဆင်းထားသောလူတွေဖြစ်တယ်ကျွန်တော်ယုံကြည်သူအားလုံးဟာဆိုရင်တော့ဖခင်ကအချင်းကြီးကျွန်တော်တို့ကိုရွေးနှုတ်ခဲ့တဲ့တာမဟုတ်ဘူးသူ့ရဲ့သားတော်တော်မှမနှမျောဘဲနဲ့သူ့ရဲ့သားတော်တပါးဒီတော့သားတော်ကောင်းသားတော်တော်မှမနှမျောခြင်းလုံးဝမရှိဘဲနဲ့ကောင်းကင်ဘုံစည်းစိမ်ကိုဆွလွတ်ပြီးမှဒီလောကမှာဒီသခင်ယေရှုလာရောက်ခြင်းဟာကျွန်တော်တို့တဲ့လာရောက်ခြင်းဟာလုံးဝအခြေအနေမဟုတ်ဘူးသူအသက်တော်မှာပြီးမှသူ့အသက်ကိုစတီးပြီးမှအသက်ကိုဆွလောက်အောင်ကျွန်တော်တို့ကိုဘယ်လောက်အဲ့လောက်ထိချစ်တော်ဘုရားခင်ကကျွန်တော်တို့အတွက်လုံးဝအချင်းကြီးတက်ရှင်ဖို့လုံးဝမဟုတ်ဘဲနဲ့သူ့ရဲ့ဘုန်းတော်အတွက်သူ့ရဲ့နာမတော်အတွက်သူ့အတွက်သာဘုရားခင်ကဒီလောကမှာကျွန်တော်တို့ကိုထားတာဖြစ်တယ်အသက်ရှင်ခွင့်ပေးတာဖြစ်တယ်ဆိုတာအားလုံးကိုကျွန်တော်ပြောချင်တယ်ဆိုတော့ဒီကျမ်းပိုက်အားဖြင့်ကျွန်တော်ဘုရားရဲ့အတန်တော်ကိုကျွန်တော်ကြားဖို့တယ်ဘုရားရဲ့အတန်တော်ကိုကျွန်တော်ကြားဖို့တယ်2021ဒီမှာ online ကနေဒီ HWC ရဲ့ဆက်ဆောင်ပြလို့ရဲ့အတင်းတော်ရဲ့ base ကြည့်ဖို့တဲ့လူတွေကမြန်ဖို့မလာတော့မသိဘူးအဲ့မှာကျွန်တော်တက်တည်ခံနေရရှိတယ်ဒီယောမဩဝါဒစာခန်းကြီး7ခန်းငယ်36မှာပြောတဲ့အတိုင်းပဲတခြင်းဆက်ဆောင်ပြီးရေးစထားတဲ့သူကိုယ်တိုင်ချီးမွမ်းထားတဲ့တခြင်းဖြစ်တဲ့အရာဆိုတဲ့တခြင်းအဲ့ဒီ chorus သတ်ဆို chorus လေးမှာပါလဲဆိုတော့ chorus လေးအပြင်ကျွန်တော်ကိုဝိညာဉ်တော်ဘုရားကကျွန်တော်စကားပြောတာဖြစ်တယ်အရာရာကိုရောထဲမှာအရာရာကိုရောချောင်းသာအရာရာကိုရောမုန်တွေပဲဖြစ်စေပါကျွန်တော်စိတ်ခန္ဓာဝိညာဉ်ရှိသမျှကိုရောတွေ့တာအရာရာကိုရောမုန်တွေပဲဖြစ်စေပါအဲ့ဒီအတန်ကိုအဲ့ဒီတခြင်းအပြင်ကျွန်တော်ဘုရားရဲ့အတန်ကိုကျွန်တော်ကြားဖို့တယ်2020ဩဂုတ်လထဲမှာပဲကျွန်တော်ကိုဗစ်ဒယ်တာကိုဗစ်လုံးဝပြန်ထန်တဲ့အချိန်လုံးဝပြန်ထန်တဲ့အချိန်မှာကျွန်တော်အသက်တာကျွန်တော်မိသားစုမှာအဲ့ဒီကိုဗစ်လုံးဝကျွန်တော်မရအောင်ကျွန်တော်ဆုတောင်းခဲ့ဖို့တယ်ဆုတောင်းတယ်ဘုရားခင်ဒီကိုဗစ်ကိုမရရှင်နဲ့ဒီကိုဗစ်နဲ့ကျွန်တော်ကိုဒီကိုဗစ်ကိုကျွန်တော်မိသားစုခါနီဝေးရှောင်ပေးလိုက်ပါရှောင်ခိုင်းလိုက်ပါဖယ်ရှားပေးပါကျွန်တော်တို့ကိုမရရှိတဲ့ဒီ COVID virus ကိုဆိုပြီးမှကျွန်တော်ဆုတောင်းခဲ့ဖို့တယ်ဒုတ်ပြီမဲ့လဲကျွန်တော်ဆုတောင်းတဲ့အရာကိုဖျားမပြီးဘူးနားမထောင်ဘူးနားမညောင်းဘူးအဖီမပြီးဘူးဆိုတော့တနည်းကျတော့ကျွန်တော်တို့ COVID ဖျားနေတော့ဖျားရှိနေတဲ့အခါမှာဆရာဝန်တွေလာရောက်ပြီးမှကျွန်တော်တို့ကိုအိမ်မှာလာတိုက်ပြီးတယ်လာစစ်ဆေးပြီးတယ်လာစစ်ဆေးပြီးတော့ကျွန်တော်တို့နေရောက်စလုံးကျွန်တော်နဲ့ကျွန်တော်မျိုးသမီးလာစစ်ဆေးပြီးတဲ့အခါမှာကျွန်တော်မှာ positive ဖြစ်တယ်အဲ့ဒီကိုဗစ်ရတယ်ဆိုတော့အဲ့ဒါနဲ့ကျွန်တော်မျိုးသမီးလေးစစ်လိုက်တဲ့အခါမှာတော့ကျွန်တော်အမျိုးသမီးထဲမှာတော့မရှိဘူးအော်ဂျေဇုတော်ပဲပေါ့ကျတော့ချီးမွမ်းတယ်ကျွန်တော်လုံးဝမရချင်တဲ့အဲ့ဒီကိုဗစ် virus ရလိုက်တဲ့အခါမှာကျွန်တော်စိတ်ထဲမှာပါရှိလဲဆိုတော့လုံးဝခံစားလို့မရဘူး
ကိုရောကျွန်တော်ဆုတောင်းခဲ့တယ်ဘာဖြစ်လို့မနာမယောင်းတာလဲဘာဖြစ်လို့အဖေမပြီးတာလဲကိုရောရေကျွန်တော်ကိုရောကိုရိုင်းပြောခဲ့တယ်ဂတိပြီးထားတယ်ငါကိုခေါ်လို့ငါထိုးမယ်လို့ပြောရသားနေပေါ့အမျိုးမျိုးကျွန်တော်တွေးတယ်ပေါ့နော်စဉ်းစားတယ်ဘာဖြစ်လဲဆိုတော့အဲ့ဒီစဉ်းစားနေရင်နဲ့ကျွန်တော်လုံးဝစိတ်ပြက်နေတဲ့ချိန်မျောလင်းချက်လုံးဝမဲ့နေတဲ့ချိန်လုံးဝအဲ့ဒီကိုဗစ်ရတဲ့သူတွေကတယောက်ပြီးတယောက်ခေါ်တော်မူချင်းခံတယ်တယောက်ပြီးတယောက်အသက်ဆုံးရှုံးသွားတယ်အဲ့ဒီဟာကိုတီကြီးနဲ့ရတဲ့အခါမှာလုံးဝမခံစားလို့မရဘူးဆိုတော့အဲ့ဒီလိုမျိုးကျွန်တော်ညနေစာစားမဲ့အချိန်ဖြစ်နေတယ်ကျွန်တော်မျိုးသမီးကအစားအစာအတွက်အစင်သင်းစပွဲပေါ်မှာခင်းထားပြီးသားဆိုတော့အချိန်မှာကျွန်တော်ကမနေနိုင်တော့ဘူးဘာလဲပေါ့နော်ကိုတော့ဆိုပြီးမှတွေးတော်နေရင်တဲ့ရှင်ကျွန်တော်ကနေတယ်လုံးဝခံစားလို့မရဘူးဘာမှစကလုံးမတော့မှကျွန်တော်ပါစကားနေမထွက်နိုင်တော့ဘူးအဲ့ဒီအချိန်မှာကျွန်တော် TV ကနေထူးခြားဘုရားခင်ရဲ့အတန်တော်ကျွန်တော်ကြားရတယ်အဲ့ဒီတခြင်းဆရာဆောင်ပြီးဆက်ထားတဲ့တခြင်းYouTube ကနေဖွင့်လာတဲ့ထွက်လာတယ်အရာရာ chorus လေးထွက်လာတယ်အဲ့ဒီ chorus လေးထွက်လာတာနဲ့အရာရာကိုတော့တွေ့တာကိုတော့ထဲမှာအရာရာကိုတော့ချောင်းတာအရာရာကိုတော့ပုံတွေပဲဖြစ်စီပါအဲ့ဒီအတန်တော်ကကျွန်တော်ကအဲ့ဒီအတန်တော်ပြင်ကျွန်တော်ဘယ်လိုဘုရားရဲ့အတန်တော်ဘယ်လိုကြားလဲဆိုတော့ဘုရားခင်ကိုယ်တိုင်ကငါသားရဲ့လုံးဝစိတ်မပြတ်နဲ့နော်လုံးဝစိတ်အတက်မချနဲ့ဒီခင်ဗျာတားရဲ့ကြုံတွေ့နေတဲ့အခုသင်မကြုံချင်တဲ့အရာကိုကြုံတွေ့နေတယ်သင်ကြုံတွေ့နေတဲ့ဒီအရာကိုဗစ်ဗိုင်းရပ်စ်အပြင်ငါရဲ့ဘုံတော်ထင်ရှားဖို့ဖြစ်တယ်ဆိုပြီးမှဖခင်ရဲ့အတန်ကျွန်တော်ကောင်းကောင်းကြားရတယ်ကြားရတဲ့အခါမှာကျွန်တော်မနေနိုင်တော့ဘူးလုံးဝမနေနိုင်တော့ဘူးဒူးထောက်ပြီးမှဖခင်ဟုတ်တယ်ကျွန်တော်ယုံကြည်တယ်ကွာဖခင်အထူးပဲကျေးဇူးတင်တယ်ကိုရောရဲ့ဂတိတော်ကျွန်တော်ယုံကြည်တယ်ဆွဲကြတယ်ဖခင်ရဲ့ဂတိတော်ပြီးတဲ့အတိုင်းဂတိပြီးဆုံးတဲ့အချိန်ပြီးဆုံးတဲ့အချိန်ထိဘုရားခင်တာဝန်ယူတယ်ဆိုတော့ကျွန်တော်ကောင်းကောင်းသိတယ်အဲကြောင့်ကိုတော်ယုံကြည်တယ်ဆိုပြီးမှကျွန်တော်လုံးဝစိတ်ပြတ်နေတဲ့အချိန်မှာအဲ့ဒီအတန်တော်ကြားလိုက်တာနဲ့ကျွန်တော်ဘာဖြစ်သွားလဲဆိုတော့စိတ်ပြတ်တော်မျက်နာဟာလုံးဝငြိမ်သက်ချက်အပင်းနဲ့ဖြစ်လာတယ်ဝမ်းမြောက်ခြင်းမျက်နာဖြစ်လာတယ်ချက်ချင်းပဲပြောင်းလဲလာတာဖြစ်တယ်ဟာလေလုယာကျွန်တော်ကိုယ်ကတော့ဘုရားခင်ကကျွန်တော်တို့ဟာချက်ချင်းပြောင်းလဲပြီးနိုင်တော့ဘုရားခင်ဖြစ်တယ်ကိုယ့်ရဲ့မျက်နှာကိုယ့်ရဲ့နှလုံးသားကိုယ့်ရဲ့အသက်ရှင်ခြင်းကိုယ့်ရဲ့ခံယူချက်အားလုံးဟာချက်ချင်းပဲစက္ကန့်ချင်းအတွင်းမှာပြန်လဲပြောင်းလဲပြီးနိုင်တော့ဘုရားခင်ဖြစ်တယ်ဆိုတာကျွန်တော်အားလုံးကိုပြောကြားချင်တယ်လုံးဝကျွန်တော်လုံးဝမျှော်လင့်ချက်မဲ့ဒီအသက်တာလုံးဝမျှော်လင့်ချက်အသက်နဲ့မျှော်လင့်ချက်အပြီးနဲ့ဖြစ်လာတယ်အိုးကျေးဇူးတော်ချီးမွမ်းတယ်ကိုတော့အထူးပဲကျေးဇူးတင်နေဆိုပြီးမှမျက်ရည်မဲ့ခွနဲ့ကျွန်တော်တို့ထောက်ပြီးမှဘုရားကိုချီးမွမ်းလာနိုင်တာဖြစ်တယ်ဒါပေမဲ့ချက်ချင်းကြီးတော့အဲ့ဒီကိုဗစ်ဗိုင်းရပ်စ်ပျောက်တာလုံးဝမဟုတ်ဘူးဒါပေမဲ့အထဲမှာတော့ငြိမ်သက်ချက်အပြည့်ဝဘုရားခင်အတန်တော်ကျွန်တော်ရလိုက်တဲ့အခါမှာအဲ့ဒီအတန်တော်ကကျွန်တော်ရဲ့တက်တာကိုလုံးဝဆွဲထုတ်ပြီးတော့လုံးဝမောင်းနှင်ပြီးတော့အဆုံးထိတိုင်အောင်အခုချိန်မှာပဲကျွန်တော်လာရောက်ပြီးမှဒီရက်စီမှာယုံကြည်သူအများအားလုံးရှိမှတက်တည်ခံခွင့်ရခြင်းဒီအဲ့ဒီတို့ကြောင့်ဖြစ်တယ်ဟာလေလုယာအဲ့ဒီတို့ကြောင့်ဖြစ်တယ်လုံးဝမကြုံချင်တဲ့အရာဖြစ်တယ်ဆိုတော့အဲ့ဒီမနေ့ပြန်ရောက်တဲ့အခါမှာကျွန်တော်ရဲ့အမျိုးသမီးကိုလည်းပြန်စစ်ကြည့်လိုက်တယ်ဆယ်ဝန်ကြီးကအလာစစ်ပြီးတယ်သူကလည်းဖြားနေတော့ကိုကတိမ်ထဲမှာပဲအတူတူစားတော့တယ်အတူတူအိတ်တယ်တိမ်ထဲမှာပဲနေတယ်ဆိုတော့စစ်စီအောင်ဆိုပြီးမှစစ်စီလိုက်တဲ့အခါမှာကျွန်တော်မျိုးသမီးရသူလည်းပိုစစ်ဖြစ်ရောလုံးဝခံစားလို့မရဘူးသူကအထူးတစ်ပြင်းပါဖြစ်လဲဆိုတော့ကိုရင်အရင်နဲ့နောက်နလားလောက်စင်သူမွေးရတော့မယ်ဆိုတော့အဲ့ချိန်မှာကျွန်တော်တို့ဘာသတင်းကြားရလဲဆိုတော့ကျွန်တော်ရဲ့ကြောက်ခမဘက်ကနေပြီးတော့အမျိုးသမီးရဲ့အမျိုးဘက်ကတယောက်သူ့လိုပဲကိုအရင်နဲ့တယောက်ကကိုဗစ်ရတယ်ကိုဗစ်ရပြီးမှခလေးလေးမလုပ်ဘူးသူလေးမလုပ်ဘူးရှုံသွားတယ်အသက်ပါသွားတယ်အဲ့ဒီအကြောင်းကိုကြားလိုက်ရသေးတယ်ထပ်ဆင်းပြီးမှလုံးဝစိတ်ပြတ်စရာလုံးဝစကလုံးနဲ့တော့မဖော်ပြောလို့မရဘူး
ပြီးတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်အမျိုးသမီးကတဖြည်းဖြည်းနဲ့အားလျော့လာတယ်နောက်ဆုံးတော့ဘာဖြစ်လဲဆိုတော့အောက်ဆီဂျင်နဲ့မဟိုမရတော့ဘူးအောက်ဆီဂျင်တော့မရှိဘူးဆိုတော့ तू အတက်ကပါသွားမယ်အောက်ဆီဂျင်လုံးဝပြတ်လို့မရတော့အောင်အခြေအနေဖြစ်သွားအောင်ပြီးတော့ဒီရတဲ့ဆိုတာကဘာလဲဆိုတော့ तू ကဘာဆိုဘာမှမသိတော့ဘူးတတိမရှိတော့ဘူးအော်ပဲအော်တော့တာ तू ယောက်ျားဆိုတာဘယ်သူလဲဆိုတာမသိတော့ဘူး तू သားသမီးတွေလည်းလုံးဝမသိတော့ဘူးအဲ့ဒီအစင်ထိတောင်ရောက်တယ်အဲ့ဒါတဲ့တော့ပူဆိုတာကနောက်ဆုံးတော့ဆေးရုံမှာပြဖို့ဆေးရုံတင်ဖို့အတွက်ဖြစ်လာတော့ဆေးရုံမတင်လို့မရဘူးမတင်ရင်တော့တီးမယ်လုံးဝတီးမှာတေးချတယ်ဆိုတာကျွန်တော်ကောင်းကောင်းမသိတဲ့အခါမှာဆေးရုံတစ်ခုပြီးတစ်ခုကျွန်တော်စုံစမ်းတယ်မရဘူးကိုဗစ်ဆိုတော့မရဘူးတက်ခွင့်မရဘူးနောက်ဆုံးတော့ဘုရားရဲ့ကျေးဇူးတော်ကြောင့်မြောက်ကလာပါဆေးရုံရန်ကုန်မှာရှိတဲ့မြောက်ကလာပါဆေးရုံမှာဘုရားသခင်ကတက်ခွင့်ပေးတယ်အဲ့မှာတက်ခွင့်ပေးတဲ့အခါမှာလေ तू ကအတူချောင်းပြောစင် तू ဆေးရုံ तू တက်တဲ့အချိန်မှာတော့မှ तू လုံးဝမသိဘူးကားနဲ့ပဲခေါ်သွားတယ်ပြီးတော့နောက်ဆုံးတော့ဘာဖြစ်သွားလဲတတိလေးမရဘာလေးမရဘူးဆိုတော့နောက်ဆုံးတော့အထေကကလေးကိုခွဲစိတ်မရမယ်သူ့ကလေးကိုလွတ်သွားအောင်ဆိုပြီးမှသူ့ကလေးကိုကယ်ရအောင်ဆိုရလောက်အောင်ဆရာဝန်ကကျွန်တော်ကိုလာပြောတာဖြစ်တယ်နှစ်ယောက်ထေကနေတယောက်တော့လွတ်တယ်ဆိုတော့ကံကောင်းနှစ်ယောက်ထဲမှာတယောက်လွတ်တယ်ဆိုရင်ကံကောင်းဒါမဲ့ရာခိုင်နှုန်းပြီးတော့မဟုတ်ဘူးတဲ့အဲ့လိုလာပြောသေးတယ်ဆိုတော့နောက်ဆုံးတော့ဆရာဝန်ကြီးကခွဲစိတ်မရမယ်ဆိုခွဲစိတ်လိုက်ရတယ်ခွဲစိတ်လိုက်တဲ့အခါမှာတော့ကျွန်တော်မျိုးသမီးကလုံးဝတတိမရဘူးမသိဘူးအနာအစာလည်းမသိဘူးဘာတခုမှခံစားချက်မရှိဘူးမသိဘူးတတိမရဘူးခွဲစိတ်လိုက်တဲ့အခါမှာဘာလဲဆိုတော့ဆရာဝန်ကခွဲစိတ်ပြီးတယ်ခွဲစိတ်ပြီးလိုက်တာနဲ့ဆရာဝန်ကဘာပြောလဲဆိုတော့ခလေးကိုကျွန်တော်တို့ဆရာဝန်ဆရာမတွေကခေါင်းနှစ်နာရီကြောင်းကျွန်တော်တို့ကြည့်ရမယ်စစ်ဆေးရမယ်သူ့မှာကိုဗစ်ရှိသလားမရှိဘူးလားယောဂတခုရှိသလားမရှိဘူးလားခေါင်းရှိရမယ်ဘာလို့ဆိုတော့သူ့အမေကကျွန်တော်မျိုးသမီးကသူ့အမေကဘာလဲကိုဗစ်နဲ့ဒီလုံနေပါဖြစ်တယ်ဆိုတော့ဒီကလေးမှလည်းကိုဗစ်ရတယ်ဆိုရင်မလွယ်ဘူးပေါ့နော်စစ်ဆေးဖို့လိုတယ်ဆိုပြီးမှကျွန်တော်လာပြောတယ်ဟုတ်ပြီဆရာဝန်တို့စိုက်တယ်လို့နှစ်နာရီအတွင်းကြည်လို့ရတယ်စစ်ဆေးလို့ရတယ်စစ်ဆေးပေးပါဆိုပြီးမှအလိုက်တယ်ခွဲစိတ်ပေးတာနဲ့ချက်ချင်းပဲဆရာဝန်တွေကကြည်ပြီးတယ်နှစ်နာရီပတ်လုံးကြည်ပြီးတဲ့နောက်ပိုင်းမှာဆရာဝန်တွေကလာပြဖုန်းခေါ်တယ်ဖုန်းခေါ်ပဲလာပြီးပါပေါ့နော်ခလေးကိုယူလို့ရပြီဆိုပြီးမှပြောတယ်ခလေးမှာတဲ့ဒီခလေးလေးမှာလုံးဝဘာယောဂပူမွားမရှိပါတခုမှမရှိဘူးကိုဗစ်ဗိုင်းရပ်စ်လည်းလုံးဝမရှိဘူးတဲ့ဟာလေလုယာကိုဗစ်ဗိုင်းရပ်စ်လည်းလုံးဝမရှိဘူးတဲ့အဲ့ဒီအပြင်ကျွန်တော်ဘာနာလဲဆိုတော့ဘုရားသခင်ကျွန်တော်တို့ကိုယ်ကိုယ်တော့ဘုရားသခင်ဟာကျမ်းစာထဲမှာပဲဘုရားသခင်နမိတ်လက္ခဏာပြုတ်လိုက်တော့ဘုရားသခင်မဟုတ်ဘူးကျွန်တော်တို့ကျမ်းစာထဲမှာပဲဖတ်ကြုံတာမဟုတ်ဘဲနဲ့ကျွန်တော်တို့အသက်တာကျွန်တော်မိသားစုမှာကိုယ်တိုင်ကိုယ်ကြမျက်မြင်ကိုယ်တွေ့ယေရှုဘုရားနမိတ်လက္ခဏာပြုတ်လိုက်တော့ဘုရားသခင်ဖြစ်တယ်ဆိုတာဘုရားသခင်ကျွန်တော်တို့ကိုပြတာဖြစ်တယ်ဟာလေလုယာဘာဖြစ်လို့ဆိုစဉ်းစားကြည့်လေအမေကကိုဗစ်နဲ့တီလို့နေပါဖြစ်တယ်အထဲမှာရှိတဲ့ခလေးလေးကလုံးဝကိုဗစ်မရှိဘူးဆိုတာဒါနမိတ်လက္ခဏာပဲဟာလေလုယာကျွန်တော်တို့ကိုယ်ကိုယ်တော့ဘုရားသခင်ကသူ့ကိုယုံကြည်တယ်သူ့ကိုအားကိုးတယ်သူ့ယေရှုတော်အောင်လိုက်ကျွန်တော်တို့အသက်ရှင်နေတယ်ဆိုရင်တော့အဲ့ဒီဘုရားသခင်နမိတ်လက္ခဏာတကယ်ပြုတ်တယ်ကျွန်တော်တို့အပေါ်မှာတကယ်ပဲပြုတ်တော့ဘုရားသခင်ဖြစ်တယ်ဆိုတာကျွန်တော်တက်တည်ခံခြင်းဖြစ်ပါတယ်ဟာလေလုယာဆိုတော့အဲ့ဒါနဲ့မပြေသေးဘူးဘာဖြစ်လဲဆိုတော့ဆရာဝန်တွေကလာပြောတယ်အမေကကိုဗစ်ရှိနေသေးတယ်မပြောက်သေးဘူးဆိုတော့ဒီကလေးလေးကသူ့အမေနားမှာလုံးဝမကပ်စီနဲ့မထားနဲ့လို့ပြောတယ်ဒါဆိုရင်ဆရာဝန်ကြီးကျွန်တော်ဘယ်လိုလုပ်ရမလဲပေါ့မီးကြည့်တဲ့အခါမှာတခြားလားမရှိဘူးတဲ့အင်ကိုခေါ်သွားလိုက်တယ်ကလေးလေးငွေကင်းစသူ့အမေဘိုက်ထရနီခွဲချက်ချင်းခွဲတဲ့ကလေးကိုသူ့အမေနဲ့မကပ်ဘဲနဲ့သူ့အမေနားမှာမလုံးဝမထားဘဲနဲ့အင်ကိုခေါ်သွားဖို့ဖြစ်သွားတယ်
အဲ့ဒီခံစားချက်ကလည်းလုံးဝမလွယ်ဘူးနော်မုံလုံးဝကျွန်တော်အဲ့ဒီတော့ကတော့ကျွန်တော်ဘယ်လိုပြောလဲဘုရားသခင်အတူပါရှိခြင်းအဖြစ်ဘုရားသခင်အတူပါရှိလို့ပဲကျွန်တော်ခံနိုင်တယ်ခံနိုင်ရှိတယ်ဘာလို့ဆိုတော့ကျွန်တော်သူပြထားတဲ့ဂတိတော်ဘုရားသခင်ကတာဝန်ယူတယ်ငါသားလုံးဝစိတ်မပူနဲ့စိတ်နဲ့မချနဲ့ငါရဲ့ဘုံတော်အတွက်ဖြစ်တယ်ဆိုတာအဲ့ဒီဂတိတော်တိုင်းဘုရားသခင်ကအလုပ်လုပ်တယ်အလုပ်လုပ်ပြီးတော့ကျွန်တော်အဲ့ဒီခလေးငယ်လေးမွေးကင်းစခလေးငယ်လေးနဲ့အင်ကိုပြန်သွားမယ်ဆိုတဲ့ခံစားချက်ကကျွန်တော်အိမ်မက်မှာတော့မှလုံးဝမမစ်ချင်တဲ့ခံစားချက်ပဲမစ်ချင်ကြလားအဲ့လိုမျိုးလုံးဝကြမ်းတမ်းတယ်ကျွန်တော်မမစ်ချင်ဘူးနောက်မှကျွန်တော်ပြန်စဉ်းစားကြည့်တဲ့အခါမှာလေနောက်တနည်းလောက်မှကျွန်တော်ပြန်စဉ်းစားကြည့်တော့ကျွန်တော်ရဲ့ဘဝအဲ့ဒီဖြတ်တန်းတဲ့ခရီးလမ်းကိုကျွန်တော်ပြန်လက်ကြည့်တဲ့အခါမှာအိုးကိုရောမပိုင်တော့မလွယ်ဘူးကိုရောမပိုင်တော့ကျွန်တော်အသက်တော်မှာရှုံးသွားနိုင်တယ်မခံစားနိုင်မှာခံနိုင်မှာမဟုတ်ဘူးခံနိုင်ရှိမှာမဟုတ်ဘူးဆိုပြီးမှကျွန်တော်ဘုရားရဲ့ကြီးစွာတော်ကိုပြန်လဲပြီးမှချီးမွမ်းတာဖြစ်တယ်ဆိုတော့ဘုရားကအတူပါရှိအလို့ပဲနောက်ကျွန်တော်နောက်ပိုင်းမှာပြန်လဲစဉ်းစားကြည့်တာပေါ့နော်ပြန်လက်ကြည့်တာကျွန်တော်ကတရုတ်ဆောင်director တရုတ်ကလာပြီးမှလာတရုတ်ဆောင်ပြီးပါဒီနေရာမှာအဖေနေရာမှာနေပြီးတော့ဒီကလေးငယ်လေးမွေးကင်းစကလေးငယ်ကိုအင်ကိုခေါ်သွားအမေမပါဘဲနဲ့ခေါ်သွားလိုက်ပါအဲ့ဒီအခန်းကိုရိုက်ဖို့အတွက်ခင်ဗျားကိုငါပါတယ်ဆိုတဲ့ဟာလည်းမဟုတ်ဘူးတကယ်ကျွန်တော်ဖြစ်နေတာအရှိအမှန်နော်ဗီဒီယိုရိုက်တာလုံးဝမဟုတ်ဘူး director တယောက်ကကျွန်တော်ကိုလာငါတာလည်းမဟုတ်ဘူးကျွန်တော်ကိုယ်တိုင်ဖြစ်နေတာဒါပေမဲ့နောက်ဆုံးတော့ဘာဖြစ်လဲဆိုတော့ဖခင်တခင်ဂျေဇုတော်အဖြစ်ကျွန်တော်တပတ်လုံးအဲ့ဒီကလေးကိုကြည့်တယ်အမေမပါဘူးအမေမပါဘဲနဲ့ကြည့်တယ်ဆယ်ဝန်ရတော့နှုတ်မုံဘယ်လိုဖြောင်းမလဲဘယ်လိုတိုက်မလဲနိုင်ဝက်ဘောနော်နိုင်ဝက်ပိုင်းအဲ့လိုမျိုးတိုက်ပြေးပါဆိုပြီးမှခေါင်းမောင်ကျွန်တော်တင်တန်းပြေးတယ်ဆိုတော့တင်တန်းတော့ခေါင်းအောင်တယ်အောင်ခဲ့တယ်ဘောနော်အောင်တယ်ဆယ်ဝန်ရကောင်းပြေးတယ်တပတ်လုံးအဲ့ဒီကလေးနဲ့ပဲကျွန်တော်နေတာဒါမဲ့ဘီယာရဲ့ကြီးစိုးတော့တက်ကြောင်းကလေးငယ်လေးရလေတားငယ်လေးရလေလုံးဝငိုလဲမငိုဘူးအိပ်ပဲအိပ်နေတာထင်းစရာတော့မလိုဘူးအဲ့လောက်ဒီဘီယာခင်ကောင်းမြတ်တာသူရဲ့ဂတိတော်ပေါ်မှာအသက်ရှင်သူရဲ့ဂတိတော်ကိုကြိုက်ဆွဲတော့တက်တာဟာဖယားကိုယုံကြည်ပြီးမှသူရဲ့ဂတိတော်ပေါ်မှာလုံးဝကြိုက်ဆွဲပြီးမှဖယားကိုမျှော်ကြည့်တော့ဖယားကိုကြည့်ရှုတော့ဖယားကိုအားကိုးတော့တက်တာဟာအဲ့လောက်ဒီဘီယာခင်တာဝန်ယူပြီးမှပုဆောင်တာဖြစ်ပါတယ်ဟဲ့လေအာမင်ဆိုတော့ကျွန်တော်လုံးဝအနော်တယ်အခုချိန်မှာဆိုအဲ့ဒီကလေးကကျွန်တော်တားငယ်လေးက3နှစ်နဲ့ဩဂတ်လလောက်ဆိုရင်4နှစ်ပြည့်တော့မယ်ပြီးတော့သူအကူဒီထက်တောင်မှသူကထက်မြက်တယ်သူကဘယ်လိုထက်မြက်လဲဆိုတော့ပြောအောင်မယ်နော်အလျံထက်မြက်တာနမလက္ခဏာကတားလေးဖြစ်တဲ့အခါမှာသူကအယံထက်မြက်တယ်အခုတလို့ပါဖြစ်လဲဆိုတော့တင်ချာလေးတင်ချာကိုကောင်းသူသိတယ်ခေါနစ်အပေါင်းခေါနစ်မြင်များချင်းဆိုရင်တော့ဆက်လေးချက်ချင်းပဲစင်ကအပေါင်းစင်ကဆိုရင်လေအပေါင်းပေါ့နော်အပေါင်းပဲသူကတော့တည်တယ်စင်ကအပေါင်းစင်ကသူအင်္ဂလိပ်လိုပေါ့နော်13 plus 13 equal to အဲ့လိုမျိုးချက်ချင်းကြည့်သိတာ50အပေါင်း50မြင်များချင်းဆိုရင်100အဲ့လိုမျိုးချက်ချင်းသိတာဘယ်သူကမှမတင်ပေးဘူးထိုးချတယ်ထက်မြက်တယ်ဘယ်ဘာဖြစ်လို့လဲဆိုတော့ဘုရားခင်ကဒီဟာလုံးဝကျွန်တော်တို့မကြုံချင်တဲ့အရာတွေကြုံတွေ့ရတဲ့အခါမှာလုံးဝစိတ်မပြတ်ဘဲနဲ့ကိုစုတောင်းခဲ့တဲ့အရာမရခဲ့ပေမဲ့လေလုံးဝစိတ်မပြတ်ဘဲနဲ့ကိုရောရဲ့ဂတိတော်ကိုပဲအားကိုးပြီးမှဂိုက်ဆွဲပြီးမှစစ်ရှောက်လန်းပြီးမှအသက်ရှင်လိုက်တဲ့အခါမှာဒီနေ့မှာဘုရားခင်ကပြန်လဲပြီးမှအသက်တည်ထူခွင့်တက်တည်ခံခွင့်ပေးတာဖြစ်ပါတယ်ဟာလေလုယာကျွန်တော်ကိုယ်ကတော့ဘုရားခင်ကတကယ်ပဲကောင်းမြတ်တော်တကယ်ပဲသူရဲ့ဂတိအတိုင်းအလုတ်တော့ဘုရားခင်သူ့ကိုယုံကြည်တယ်ဆိုရင်သူ့ကိုအားကိုးတယ်ဆိုရင်
သူ့ကိုကျွန်တော်မျက်မှောက်ပြုမယ်ဆိုရင်တော့ဘုရားသခင်ကသူ့ကိုမျက်မှောက်ပြုတော့လူတွေအားလုံးကလုံးဝအချင်းနေမထားဘူးတက်တီထူခွင့်အမြဲတမ်းပြင်ဆင်ပြီးတော့ဘုရားသခင်ဖြစ်တယ်ဟာလေလုယာအဲကြောင့်ကျွန်တော်ဒီနေ့အသက်တာမှာလေကိုမကြုံချင်တဲ့အရာတွေကြုံကောင်းကြုံလိမ့်မယ်ကိုစုတောင်းတဲ့အရာတွေလည်းမရတဲ့ဟာတွေရှိလိမ့်မယ်ရှိကောင်းရှိလိမ့်မယ်စုတောင်းသားရတယ်ဆိုရင်လည်းဒါကမဟုတ်သေးဘူးနော်လူမဖြစ်လို့လည်းဖြစ်နိုင်တယ်အဲ့လိုပြောရင်တော့မားမလားတော့မသိဘူးနော်ဘယ်လိုဆိုတော့ကျွန်တော်တို့လူဖြစ်တဲ့အားလို့ဆိုကျွန်တော်ခါလေးစမပြီးဆုံးဘူးကိုကအကောင်းဆုံးပြင်ဆင်တယ်အကောင်းဆုံးကြံစီတယ်အကောင်းဆုံးရွေချက်ချပြီးမှရွေချက်ထားပြီးမှအသက်ရှင်နေတယ်လို့လူတွေကထင်ကောင်းထင်တယ်ဒါပေမဲ့အဲ့ဒီဟာတဲ့ဘုရားခင်ကပိုပြီးမှတော့မှကျွန်တော်တို့ကြံစတာတဲ့တော့မှပိုပြီးမှကျွန်တော်တို့အတွက်ပြင်ဆင်ပြီးတော့ဘုရားခင်ဖြစ်တယ်ဟာလေလုယာကျွန်တော်သက်တာမှာကျွန်တော်ဘဝမှာကိုမကြုံချင်တဲ့အရာတွေကိုကြုံခဲ့တယ်အဲ့ဒီနေရာမှာကိုကစိတ်တကြပြီးမှစိတ်ညှိုးငယ်ပြီးတော့ဝန်းနေပြီးတော့ဖယားကိုတော့မှစုမတောင်းချင်တော့ဘူးဖယားကိုနောက်လဲပြီးတော့ဖယားထံပါမှာတော့မှမကူးကွယ်ချင်တော့ဘူးမကူးစားချင်တော့ဘူးဆိုရင်တော့ကျွန်တော်ဟာတက်တီခံခွင့်လုံးဝအရာတော့မှမဟုတ်ဘူးရှုံသွားမှာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တက်တာမှာဖယားရဲ့ကောင်းမြတ်ခြင်းတက်တီထူခွင့်ထူချင်တော့သူတွေမြောက်များကျွန်တော်အားလုံးကနော်တက်တီခံချင်ကြတယ်အဲ့ဒီတို့လည်းဘုရားခင်ကကျွန်တော်တို့ကိုဖန်ဆင်းထားတာဟုတ်တယ်အဲကြောင့်တက်တီခံဖို့အတွက်ဘုရားရဲ့ကောင်းမြတ်ခြင်းကျွန်တော်တက်တာအပြင်လူမျိုးတကားတို့ကမြင်တွေ့ဖို့အတွက်ဆိုရင်တော့လွယ်နဲ့တော့မရဘူးဆိုတာဒီနေ့ပြောချင်တယ်လွယ်နဲ့မရဘူးဘုရားရဲ့တက်တီဘုရားရဲ့ဘုန်းတော်အတွက်ကိုကအတုံးတော်ခံခြင်းတယ်ဘုရားရဲ့နာမတော်အတွက်သူတစ်ပါးကကျွန်တော်အားဖြင့်ဘုရားကိုမြင်ဖို့ယေရှုဘုရားကိုအသက်ရှင်တဲ့အကြောင်းယေရှုဘုရားကြီးမြတ်တဲ့အကြောင်းကိုမြင်တွေ့ဖို့အတွက်ဆိုတာကျွန်တော်တို့ကြမ်းတမ်းတဲ့ဘဝတွေလည်းရှောက်ကောင်းရှောက်လိမ့်မယ်ဒါမှဒီနောက်ဆုံးမှကိုကလုံးဝစိတ်မကြဘဲနဲ့လုံးဝစိတ်မပြတ်ဘဲနဲ့ဆက်သွားတဲ့သူတွေရဲ့တွေ့တာတက်တီထူခွင့်တက်တီခံခွင့်ရှိတာဖြစ်ပါတယ်အာမင်ဆိုတော့ကျွန်တော်အသက်တာမှာလေဤထက်မကခက်ခဲတော့အရာတွေကျွန်တော်တို့ကြုံတွေ့အောင်မယ်ကျုံမြန်မာပြည်မှာဆိုရင်ကျွန်တော်ကြားသိတဲ့အတိုင်းပဲငလျင်နော်အမျိုးမျိုးတော့ဘီးတွေဒုက္ခတွေကျွန်တော်ရောက်တယ်ကိုဗစ်ရောက်တယ်ကိုဗစ်ခံစားရတယ်ကိုစစ်ခံစားရတယ်နောက်ကျွန်တော်ဒီအခုနာတော့ကျွန်တော်တက္ကစီပေါ်မှာမလေးရှားတယောက်ရဲ့တက္ကစီကိုကျွန်တော်စီးနှင်းလာတဲ့အခါမှာကျွန်တော်အင်္ဂလိပ်တရားဟောဖြစ်တယ်အင်္ဂလိပ်လိုကျွန်တော်တတ်တမြတ်ပေါ့နော်ဟောဖြစ်တယ်မြန်မာနိုင်ငံရဲ့အဖြစ်အပျက်ကိုလည်းကျွန်တော်ဟောဖြစ်တယ်သူကပြောတယ်အဲ့ဒီသတ်ဆံပြီးဒန်ဒီဘီဒန်ဒီခံရတယ်နော်မြန်မာပြည်ရတယ်ကျွန်တော်လာပြောတယ်ဟုတ်တယ်လို့တကယ်လည်းဟုတ်တယ်အမျိုးမျိုးတော့ဘီးတွေကျွန်တော်ခံရတယ်ဘာကြောင့်လဲအကြောင်းတစ်ခုတော့ရှိမယ်ဆိုတော့အဲ့ဒီငလျင်တန်ကြောင့်ဖြစ်နေတဲ့လုံးဝဆိုးဝါးနေတဲ့နေရာတွေမှာကျွန်တော်တို့ရုံးမြန်မာနိုင်ငံကျန်းစာတင်းကျင်းအနေနဲ့ပြီးခဲ့တဲ့နှစ်ပတ်တုန်းကကျွန်တော်တို့သွားရောက်တယ်ကျွန်တော်ကိုယ်တိုင်သွားတယ်ပြင်မနာနေပြီးတော့မန္တလေးပြီးတော့စကိုင်းသွားရောက်တဲ့အခါမှာ Facebook မှာမြင်တာထက်အဲ့ဒီနေရာမှာကိုယ်တိုင်ကိုယ်ကျရောက်တဲ့အခါမှာလုံးဝခံစားလို့မရဘူးဝမ်းနဲ့လုံးဝတယ်လုံးဝစိတ်ပျက်စရာကောင်းတယ်လုံးဝကိုအလိုနေရင်းနဲ့ကိုယ့်ရဲ့နှလုံးသားထဲမှာပါပြလာလဲဆိုတော့ဝမ်းနေတဲ့အရာတွေလုံးဝစိတ်ပျက်တဲ့အရာတွေကအနိုင်ယူနေတာနေရာယူနေတာဖြစ်တယ်ဆိုတော့ဒီယာဒီဘာဖြစ်လို့ကျွန်တော်တို့နိုင်ငံမှာဖြစ်လာတာလဲပြီးတော့ကျွန်တော်တို့လူမျိုးထဲမှာရောအထူးသဖြင့်ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ချင်းလူမျိုးဇုံမေးတွေပုံများတာပေါ့နော်ဇုံမေးတွေကျွန်တော်များလာတဲ့အခါမှာဇုံမေးကြားထဲမှာရောဘာတွေဖြစ်လာတာလဲဒါတွေကဘာကြောင့်လဲအကြောင်းရှိလိမ့်မယ်ကျွန်တော်ကတော့ဒီတိုင်းပဲလွယ်နေတဲ့လွယ်လို့ပြောတယ်လို့ထင်ကောင်းထင်လိမ့်မယ်
အကြောင်းတစ်ခုတော့တည်ချတဲ့အကြောင်းတစ်ခုတော့ရှိတယ်အဲ့ဒါပါလဲဆိုတော့ဖယားကိုကျွန်တော်တို့စိတ်နာရှိလို့ဖယားရဲ့မျက်နာဖယားရဲ့မျက်နာကျွန်တော်တို့ကဖယားမျက်နာပြက်စီလို့ဖြစ်တယ်ဖယားကိုစိတ်ဆိုးချင်စီလို့ပေါ့နော်ဖယားကိုစိတ်ဆိုးချင်လို့အထူးသဖြင့်ကျွန်တော်တို့အသက်တာမှာဖယားရဲ့အလိုတော်တဲ့အသက်မရှင်တော့ဘဲနဲ့ကိုယ့်ရဲ့လမ်းချက်ကိုထင်တဲ့အတိုင်းကိုယ့်ရဲ့ຢာတဲ့စိတ်ရတိုင်းလိုက်လျှောက်တဲ့ရှင်တဲ့အခါမှာဖယားကအဲ့ဒီနေရာမှာစိတ်ဆိုးတာဖြစ်တယ်ကျွန်တော်ပေါ်မှာစိတ်ပြက်တာဖြစ်တယ်ချင်းလို့ပြောမယ်ဆိုရင်ဟဲ့ဤတုံးကဟဲ့ဟီစိတ်ဆိုးတာကျွန်တော်တို့ပေါ်မှာစိတ်ဆိုးတာဖယားတခင်ကိုယ်တိုင်ကကျွန်တော်တို့ဟာသူ့အတွက်ဘုံတော်အတွက်ဖန်ဆင်းထားတဲ့လူတွေဖြစ်တဲ့အခါမှာသူ့ရဲ့တဒံတော်တိုင်းဖန်ဆင်းခံလူတွေဖြစ်တဲ့အခါမှာသူ့ရဲ့တဒနာတိုင်းဖြစ်လာပဲနဲ့သူ့ရဲ့အလိုတော်တဲ့အသက်မရှင်တော့ဘဲနဲ့ကိုယ့်ရဲ့စာနာတဲ့အသက်ရှင်တဲ့အခါမှာဖယားတခင်ကအဲ့ဒီနေရာမှာစိတ်ဆိုးတာဖြစ်တယ်ကျွန်တော်ပေါ်မှာအဲကြောင့်ဘီအမျိုးမျိုးကျွန်တော်ကြုံနေရတာဒုက္ခမျိုးမျိုးကြုံနေရတာကျွန်တော်လူမျိုးထဲမှာရောမြန်မာနိုင်ငံထဲမှာရောဒါကြောင့်ဖြစ်တယ်အဲကြောင့်အမြန်ဆုံးကျွန်တော်လူမျိုးတော်တွေယုံကြည်သူတွေအားလုံးမှာဖယားရဲ့မြောက်မောက်တော်နဲ့ကျွန်တော်သူဝင်ချင်းကပ်ပြီးတော့ကိုယ့်ရဲ့အပစ်ကိုဝန်ချတောင်းပန်ပြီးမှဖယားရဲ့မျက်နာတော်ကိုကျွန်တော်ရှာဖို့လိုနေပြီမြန်ဆန်နဲ့ဖယားမျက်မှောက်တော်၌ကျွန်တော်သူဝင်ချင်းကပ်တယ်ဆိုရင်တော့ကျွန်တော်နိုင်ငံဟာဖယားခင်ကဂျမ်းမာချင်းပြန်လဲပြီးမှဖြစ်ပါတယ်နှုတ်ကပတ်တော်ထဲမှာလည်းကျွန်တော်ဖတ်ခဲ့ပြီးသားဆိုတော့ကျွန်တော်တက်တာမှာလေဖယားရဲ့ဘုန်းတော်အတွက်ဖယားခင်ကဖန်ဆင်းတဲ့လူတွေဖြစ်ပြီးမဲ့လေသူရဲ့ဘုန်းတော်မထင်ရှားတဲ့အခါမှာကိုနာမယ်ပဲပေါ်တဲ့အခါမှာကိုရဲ့လူမျိုးတွေရဲ့နာမယ်ပဲဖယားရဲ့နာမအထက်လူမျိုးတွေရဲ့နာမဇုံမီဆိုတဲ့ဟာတွေလေအဲ့ဒါဒီများလာတဲ့အခါမှာဖယားလုံးဝမချင်ဘူးသူရဲ့နာမမဟုတ်ဘဲနဲ့ pulpit ကျွန်တော်တို့ဒီစင်ပေါ်နေပြီးတော့ဖယားရဲ့နာမကိုချီးမြှောက်ဖို့ထက်ဖယားရဲ့နာမကိုချီးမွမ်းဖို့ထက်ကိုယ့်ရဲ့လူမျိုးရဲ့နာမည်ကိုချီးမြှောက်လိုက်တဲ့အခါမှာအဲ့ဒီနေရာမှာဖယားလုံးဝစိတ်ပြတ်တာစိတ်ဆိုးတာကျွန်တော်ပေါ်မှာအဲ့ဒီဟာတွေကြောင့်ကျွန်တော်တို့ကအမျိုးမျိုးတို့တန်ခတ်ချင်းခံရတာဖြစ်တယ်။အဲကြောင့်ဒီနေ့မှာ online ကနေကြည့်တဲ့လူတွေအားလုံးတော်၎င်းနိုင်ငံတကာမှာရှေ့ချတော့ကျွန်တော်အထူးသဖြင့်ဇုံမီးတွေချင်းလိုမျိုးဇုံမီးတွေဆင်ခြင်ကြရအောင်အမြန်ဆုံးဖယားရဲ့ကျွန်တော်ကိုဖန်ဆင်းတော့ကိုပိုင်တော့ဖယားရဲ့ဘုန်းတော်အတွက်သက်ရှင်ဖို့ထက်ကိုရဲ့နိုင်ငံကိုရဲ့လူမျိုးအတွက်သက်ရှင်တာများနေပြီပြီးဆက်တာများနေပြီဖယားအတွက်ပြီးဆက်ရအောင်ဖယားရဲ့နှလုံးကိုကျွန်တော်ရှာရအောင်ဖယားကိုပဲကျွန်တော်မျက်မှောက်ပြုဖို့ဒီနေ့အချိန်တန်နေပြီလို့ကျွန်တော်ဒီကနေပြောကြချင်တယ်ဒါမှတလည်းကျွန်တော်ရဲ့လူမျိုးဟာကျမ်းမာမယ်ကျွန်တော်နိုင်ငံဟာပြန်လဲပြီးမှဖယားခင်ကကျမ်းမာချင်းပြန်လဲပြီးမှဖြစ်ပါတယ်ဘယ်လောက်ပဲဆူတောင်းရမှာမဟုတ်ဘူးဘယ်လောက်ပဲလှုပ်ဆောင်ရမှာမဟုတ်ဘူးဖယားရဲ့မျက်နှာကိုမရှာရင်အပစ်ကိုဝန်ချတောင်းပန်ရဖို့လိုနေပြီနင်းချဆိုနဲ့ကိုရဲ့အပစ်ကိုစားမဟုတ်ဘူးကိုရဲ့အပစ်ဖယားဆိုပြီးမှနင်းချဆိုတဲ့ဘုရားရဲ့မျက်မှောက်တော်နဲ့ကျွန်တော်သူ့ဝင်ချင်းကပ်ဖို့လူမျိုးတော်တွေအားလုံးသူ့ဝင်ချင်းကပ်ကြအောင်ဘုရားရှိမှာဘုရားရဲ့မျက်မှောက်တော်ဆရာရအောင်ဘုရားရဲ့ဘုန်းတော်ကိုကျွန်တော်တို့လူမျိုးအားဖြင့်ကျွန်တော်တို့နိုင်ငံအားဖြင့်ဘုရားရဲ့ထင်ရှားစေခြင်းတယ်ဒီနေ့ကျွန်တော်တက်တာဘုန်းတော်အတွက်ဘုရားအဖို့ပဲကိုတော်အဖို့ပဲလူမျိုးအဖို့မဟုတ်ဘူးကိုတော်အဖို့လူမျိုးအသင်းတော်အဖို့အသေးမဟုတ်ဘူးကိုတော်အဖို့နိုင်ငံအဖို့လည်းမဟုတ်ဘူးကိုတော်အဖို့ကိုရဲဘုန်းတော်ကိုရဲ့နာမတော်အတွက်ပဲကျွန်တော်တို့ဒီလောကမှာဘုရားခင်ကအသက်ရှင်ခွင့်ပေးတာဖြစ်တယ်။အဲကြောင့်ဒီအတွက်စကဖို့ဆိုတော့အားလုံးကိုဖိတ်ခေါ်ခြင်းတယ်။ So ကျွန်တော်တက်တာမလေးရှားမှာကျွန်တော်တို့နေချင်းဟာလေဇုံမီးတွေကျွန်တော်တို့မြန်မာလူမျိုးပြည်သူပြည်သားဒီနေရာမှာရောက်ချင်းဟာလေအချင်းကြီးလုံးဝမဟုတ်ဘူးမလေးရှားမှာရှိတော့မယုံကြည်သေးတော့သူတွေအားလုံးဟာယုံကြည်လာဖို့အတွက်
ယေရှုဖျားကိုတည်လာဖို့အတွက်ဘုရားခင်ကဒီနေရာမှာ missionally အနေနဲ့ကျွန်တော်တို့ကိုလာထားတာဖြစ်တယ်လို့ကိုခံယူကြရအောင်ဒီနေ့မှာဖခင်ရဲ့အလိုတော်ဖြစ်တဲ့ဘုန်းတော်ထင်ရှားဖို့ကိုအားဖြင့်ဘုန်းတော်မထင်ရှားတော့တဲ့အခါမှာဖခင်ကကျွန်တော်ပေါ်မှာစိတ်ပြတ်နေတယ်ကျွန်တော်ပေါ်မှာစိတ်ပြတ်နေတာဖြစ်ပါတယ်ဒီနေ့စဉ်းစားရင်းနဲ့ကိုယ့်ရဲ့လူမျိုးတော်တွေအတွက်တော်၎င်းကိုယ့်အတွက်ကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့အသင်းတော်အတွက်၎င်းဆုတောင်းပြီးမှဘုရားမြတ်မောက်တော်၌ကျွန်တော်တို့အားလုံးတွန်းချင်းကဖို့အားလုံးကိုဖိတ်ခေါ်ခြင်းနဲ့ Chelo worship တဲ့အားလုံးအပေါ်မှာတက်လာပြီးတော့ worship တဲ့ချင်းရွေးထားပြီးပါအချင်းတန်နေပြီကျွန်တော်တို့ဘုရားရှင်မောရှေတော်မောင်းတိုင်းကျွန်တော်တွန်းချင်းကဖို့စိတ်နှင်းချစွာဖြင့်တွန်းချင်းကကြရအောင်ကျွန်တော်တို့လူမျိုးတော်တွေဟာအမျိုးတော်ဒုက္ခတွေရောက်နေတယ်အကြောင်းရှိတယ်ဘုရားကိုစိတ်ဆူလို့ဘုရားကကျွန်တော်တို့ပေါ်မှာစိတ်ဆူလို့ဘုရားကိုမကြည်ဘုရားမကြည်နဲ့လို့ဖြစ်တယ်ဘုရားကြည်နဲ့မှတာလဲဘုရားဝန်တာကျွန်တော်ပေါ်မှာဝန်တာမှတာလဲဘုရားကျွန်တော်ပေါ်မှာသူရဲ့မျက်နာအတော်အလင်းကိုလဲမှတာလဲကျွန်တော်တို့မှာငြိမ်သက်ခြင်းကျမ်းမာခြင်းပြဝဝနဲ့ကျွန်တော်တို့ဆုံးရရှိခံစားမှာဖြစ်ပါတယ်အာမင်ဆိုတော့ဒီနေ့ကျွန်တော်တို့ကိုစားပဲကျွန်တော်လူမျိုးတော်တွေတည်းလဲကျွန်တော်ကိုစားပြုဆုတောင်းဖို့စက္ကပ်ဖို့အားလုံးကိုခေါ်ချင်တာဖြစ်ပါတယ်လို့ Hallelujah Oh To know we are loved by shame To know I dream no getting Oh Tonight is my soul wants to know name on tema to know I should know through alone they can be out of the deep Hallelujah by sign to the
ကိုရောဘုံတော်အတွက်ပဲအသက်ရှင်မယ်ဆိုတဲ့လူတွေစာနာရှိတဲ့လူရဲ့ရှိမလာပေးပါကျွန်တော်တို့ဆရာတွေကဆူတောင်းပြီးမှဖြစ်ပြီကျွန်တော်တို့အသက်တာကိုရဲဘုံတော်အတွက်ပဲဟုတ်တယ်သူရဲ့အသက်တော်မှာနှမျိုးချင်လူမရှိပဲနဲ့ကားလိုက်ပေါ်မှာကျွန်တော်တို့ဒီခါလို့ယေရှုဖျားကကျွန်တော်တို့အားလုံးအချင်းရတဲ့ရှင်ဘုလူဝချီအလုံးမရှိဘူးအနောဝေကိုရရှင်မြတ်ကကျွန်တော်တို့အတောင်းပန်ချင်တာဖြစ်တယ်သူရဲ့ဘုံတော်အတွက်ပဲကျွန်တော်တို့ကိုဖန်ဆင်းတာဖြစ်တယ်သူရဲ့ဘုံတော်အတွက်ပဲကျွန်တော်တို့ကိုရှင်တော်ကဲတဲ့တော့ပြရခဲ့ဖြစ်တယ်သူရဲ့ဘုံတော်အတွက်ပဲကျွန်တော်တို့ကိုသူရဲ့တဲ့နဲ့ရှင်ပြမရှင်တော်တော့ပြရခဲ့ဖြစ်တယ်သူရဲ့ဘုံတော်အတွက်ပဲလေသူရဲ့ဘုံတော်အတွက်ပဲလေကျွန်တော်တို့အားလုံးကိုရောပိုင်တော်သူတွေဖြစ်တယ်ကိုရောပိုင်တော်သူတွေဖြစ်တယ်ကိုရောဘာစင်ချေပူရောဘာစင်တော်လူတွေဖြစ်တယ်သူရဲ့ဘုံတော်တွေသူရဲ့ဘုံတော်တွေသူရဲ့ဘုံတော်တွေကိုရောရဲ့ဘုံတော်တွေပဲလေရီဒလာခါဆလာမမ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 မโอ้အယာယာကိုရောထဲမှာအယာယာကိုရောကြောင်းတော်အယာကိုတော်တော်တော်ကိုရဲဘုံတော်မထင်ဆရာဖို့အတွက်ဟန်တာတော်ရှာအားလုံးကိုယေရှုနာမနဲ့ဖယ်ရှားပါ၏ကိုရောရဲ့နာမတော်ကိုချီးမြှောက်ဖို့တဲ့ကျွန်တော်ရဲ့နာမကျွန်ရဲ့ဖြစ်ခြင်းကိုချီးမြှောက်ခြင်းရှားအားလုံးအတွက်ခွန်လွတ်ပေးပါကိုရောရှင်မယားအိုးကိုရောရဲ့နာမတော်ချီးမြှောက်ဖို့တဲ့လူမျိုးဒီရဲ့နာမည်ကိုပို့ပြီးပါချီတော့ချစ်တယ်ခွန်လွတ်ပေးပါကိုခွန်လွတ်ပေးပါတော့ Hallelujah ခွန်လွတ်ပေးပါခွန်လွတ်ပေးပါတာရမီပြားဒီရှိတော်မောင်းတိုင်းလာရောက်ကြပါလေကိုရဲဘုံတော်သားထင်ရှားပါစေကိုရဲနာမတော်သားထင်ရှားပါစေကျွန်တော်ရဲ့တက်တာပဲကိုရောသားချီးမြှောက်ပါစေချီးမြှောက်ခြင်းခတ်ထိုင်တော်မူသောယေရှုယေရှုယေရှုချီးမြှောက်ခြင်းခတ်ထိုင်တော်ဘုရားယေရှုချီးမြှောက်ပါBien bien Jala muba
ကျွန်တော်တို့ရဲ့ကိုယ်ကွယ်ချင်းရှိလင်းတီးပါကိုယ်ကွယ်ချင်းရှိလင်းတီးပါကိုယ်ကွယ်ချင်းရှိလင်းတီးပါစွာစဲစင်တော်မူပါကိုရှင်မယာကျွန်တော်တို့နိုင်ငံကိုကျွန်တော်တို့လူမျိုးတော်တွေကိုကျေးဇူးပြန်လဲပေးမှကြွတော်မူပါ။အိုးခွန်လွတ်ပေးပါကျွန်တော်ပြတာကျွန်တော်ပြများကိုခွန်လွတ်ပေးပါ။အိုးကိုရဲ့လူတဲ့အလိုတော်တဲ့ကျွန်တော်ရဲ့လူစန္ဒာကိုလိုက်လျောခြင်းအတွက်ခွန်လွတ်ပေးတော်မူပါပါဗျာ။ဒီနေ့ကနေစပြီးတော့ကျွန်တော်တို့မျိုးများဟာကျွန်တော်တို့မျိုးများပဲမဟုတ်ပဲနဲ့ကျွန်တော်လူမျိုးတော်တွေဟာကျွန်တော်အားလုံးရဲ့တက်တာကိုယ်ရဲ့ဘုံတော်တက်ပြသက်ရှင်တော်မှာဖြစ်ပါတယ်ကိုယ်ရဲ့နိုင်ငံတော်တက်ပြသက်ရှင်တော်မှာဖြစ်ပါတယ်ကိုယ်ရဲ့နောက်တော်ကိုပဲလိုက်ဆောက်တော်မှာဖြစ်ပါတယ်ကိုယ်ရဲ့လူတော်တိုင်းသာကျွန်တော်အသက်ရှင်ရတော်မှာဖြစ်ပါ၏စကကြပါရကိုရှင်ဗျာရောက်တဲ့တက်တာကိုရှင်ဗျာဝိညာဉ်တော်ပြန်လမ်းပြပါတော့လမ်းပြောက်ပါလမ်းပြပါတော့ဟာလေလုယာခွန်အားကိုပေးပါခွန်အားကိုပေးပါရာဂရှာနာခမမမခိုင်ဒီရာဒီရှာလာမမ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 ဒီဒါဒါကဆလာမမမမမမကစဒီအိုယေရှုယေရှုကိုယ်တော်ကောင်းမြတ်ဆိုYeshua, I'm always pity, amen. Nama the God of death, Corona machi miawi, Janone dushido. I'm wishing Yeshua, yes, Ura kam yeso. Yeshua, I'm always pity. Nama the God of day, Nama the God, Kuro ye Nama. Oh, Chindone Tushido. I'm wishing, oh beauty, beauty. Can tight up we amen. Let me have your belly go baby. Have your belly go baby. Tanshana madon yego. Time we. Let me have your belly go baby. Hallelujah. Tanshana madon. Jimya puro na mele kanamya puro puro kero tu mashe puro kero tu mashe Jimya puro na mele kanamya amen.
ချစ်တော်သူမရှိဘူးကိုတော်ကဲလို့ကျွန်တော်ပေါ်မှာကောင်းနေတဲ့သူမရှိဘူးကိုတော်ကဲလို့ကျွန်တော်ကိုနားလဲပြီးနေတော့သူမရှိဘူးကိုတော်ကဲလို့ကျွန်တော်ပေါ်မှာကိစ္စရှိတော့သူမရှိဘူးကိုတော်ဒါကြောင့်ကိုတော်ကိုချစ်ပါ၏ဒါကြောင့်ကိုတော်ကိုကျွန်တော်စက်ကပ်ပါ၏ဒါကြောင့်ကိုတော်ရဲ့အလိုတော်တိုင်းတာကျွန်တော်အသက်ရှင်ဖို့စိတ်ဆုံးဖြစ်ချက်ကြပြီးမှကိုတော်အတွက်တာကျွန်တော်ကိုရဲ့ဘုန်းတော်အတွက်တာစက်ကပ်ဆုတောင်းကြပါတယ်ကိုတော်ရှင်ဘုရားဒီနေ့အရောက်ချင်းစီတဲ့တာကိုရှင်ရဲ့ကောင်းချီးပြီးလျက်ကျွန်တော်တနေ့ထက်တနေ့ကိုရောရဲ့မှုတော်မြတ်၌ကိုရောရဲ့အထဲ၌တာစိတ်အမစ်ဆွေတော်သူများတာစိတ်ကိုရောရဲ့မျက်မှောက်တော်ထဲ၌ချင်းကပ်နိုင်တော့ကိုရောရဲ့နှလုံးတော်ကိုထိတွေ့နိုင်တော့သူများအသက်တာများဖြစ်စေပါမယ်။ကြောင့်ယေရှုတော်ကိုတော်ပေါင်းချီးမွမ်းပြီးသခင်ယေရှုဖခင်ရဲ့မြတ်တော်နာမ၌အသက်တာအားလုံးချင်နိုင်အလုံးကိုပြန်လိုက်ပြီးစက္ကန့်ဆုတောင်းကြပါ၏ဖခင်။ Amen. Hallelujah. Hallelujah.